ဒေါက်တာဆောင်းကရှုကျင်တဲ့မိုးရန်တို့ကြားကပတ်သက်မှုအငွေသက်ကိုသိကျင်လို့ Nurse Mali ဟာစီကနေအဖြေတောင်းဖို့ကြိုးစားပေမဲ့သူမရဲ့ခက်ဆက်ဆောင်းမြောင်းပြောဆိုမှုကြောင့်နောက်ဆုတ်သွားရပါတယ်။ဒန်နီယယ်ကတော့ဆေးဘက်ဆိုင်ရာကိရိယာတွေကိုဖြစ်တယ်လို့ပဲပြုပြင်ပေးနေပြီးချီဟိုးနဲ့ဒေါက်တာဆောင်းတို့ကဆေးဘက်ဆိုင်ရာလိုင်းပေါ်ကနေပောက်ကရစကားဝိုင်းတစ်ခုကိုမတော်တဆအတန်လွှင့်မိသွားကြပါတယ်။အဝတ်စားတွေတင်းဆဲနေတဲ့ရှင်ဟာအဲ့ဒီအတန်ကိုကြားလိုက်ရပါတယ်။မိုးရန်ဟာကျမ်းမာရေးစခန်းစီအပြန်လမ်းမှာစကားပြောဆက်ကနေတဆင့်တချင်းဆိုပြီးခန်းစားချက်ကိုပေါ်ပါအောင်လုပ်နေတော့မှပဲသူမဆိုနေတဲ့တချင်းကစီအင်းစီကိုပါအလိုလိုရောက်ရှိသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့နှုတ်ဆက်ပွဲအခမ်းအနားတစ်ခုကနေတဆင့်စီအင်းကိုရီးယားကိုပြန်တော့မယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။မိုးရန်ကတော့သူမကိုကြိုတင်မပြောခဲ့တဲ့အတွက်စိတ်ထိခိုက်သွားရပါတယ်။အဲ့ဒီညမှာသူမစကားပြောဆက်ကနေတဆင့်သူ့စီဖုန်းခေါ်ဖို့အနည်းဆက်ဆုံးထိစူးစမ်းခဲ့ပေမဲ့မခေါ်ဖြစ်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲစီအင်းကစကားပြောဆက်ထဲကနေသူမကိုလှမ်းခေါ်လိုက်ပါတယ်။သူတို့နှစ်ယောက်နောက်ဆုံးစကားပြောဖြစ်ကြတဲ့အခါသူကနေ့လည်စာစားတုန်းကပြောဖို့စိတ်ကူးထားတာပါလို့စင်ကြေပေးပါတယ်။သူမကတော့သူဒါထက်မကပိုပြီးစူးစမ်းပြောခဲ့တင်တာပေါ့လို့ဆိုပြောပါတယ်။သူမစိတ်ဆိုးနေတာကသူ့အတွက်အကျိုးရှိနိုင်မလားဆိုပြီးနောက်ပြောင်လိုက်ပေမဲ့သူမကသူ့ပေါ်ထားတဲ့ခံစားချက်တွေကိုအခုထိမရေမရဖြစ်နေတော့မဲလားလို့မေးလိုက်တဲ့အခါမှာတော့လေတူးကချက်ချင်းတည်ငြိမ်သွားပါတော့တယ်။သူကနောက်ဆုံးမှာအဲ့ဒီနန်းခဲ့တဲ့ကိစ္စကိုစကားဆက်လိုက်ပြီးငါ့ကိုတောင်းပန်စကားဆိုစေချင်တာလားဒါမှမဟုတ်အချစ်ကိုဖွင့်ပြောစေချင်တာလားလို့မေးလိုက်ပါတယ်။မိုးရန်ကဘာစကားမှပြန်မပြောဘဲတိတ်ဆိတ်စွာနဲ့ပဲစိုက်ကြည့်နေပါတော့တယ်။စီအင်းကမိုးရန်ကိုသူ့စီကနေဘာတွေမျှော်လင့်နေတာလဲလို့မေးပါတယ်။သူဟာဆွဲဆောင်မှုလည်းရှိတယ်လို့အနေနဲ့လည်းများလုံးတဲ့လူဖြစ်တာမို့ဒီလိုရောပြောနေတဲ့အခြေအနေကသူမကိုကြောက်ရွံ့စေပြီးခံစားချက်တွေကိုတေချာခွဲခြမ်းစိတ်ဖြာဖို့အချိန်လိုသေးတယ်လို့ဝန်ခံလိုက်ပါတယ်။သူကထပ်ပြီးထွက်ခွာသွားတော့မှဖြစ်တဲ့အတွက်သူ့ကိုဆက်နေပေးဖို့တောင်းဆိုရတာလဲတဘာဝမကြတာမို့အခုချိန်မှာတော့ရှင့်ကိုမတဘောကြဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူ့ကိုတောင်းပန်ဖို့ပြောလိုက်တာကြောင့်သူကလည်းတောင်းပန်စကားဆိုပြီးနောက်အလေးပြုကလှည့်ထွက်သွားပါတော့တယ်။အဲ့ဒီညမှာမိုးရန်ကဖျောင်းတိုင်တိုင်ကိုထုံးညှိနေတော့စီကျင်ကတော့သူ့ရဲ့စစ်သားအမတ်အသားကပ်ပြာကိုကြည့်ပြီးအတွေးပွားနေပါတော့တယ်။သူတို့နှစ်ယောက်စလုံးဟာတိုးဝင်လာနေပေမဲ့အဖြေမပေါ်သေးတဲ့သူတို့ကြားကတန်ရောစင်အကြောင်းကိုကိုစီတွေးတော့ရင်းအတွေးကိုစီပျောက်ဆုံးနေကြပါတယ်။အယုံတက်ချိန်မှာမိုးရန်ကစခန်းဝင်းထဲမှာစီကျင်ကိုလိုက်ရှာပေမဲ့ဗိုလ်ကြီးဟာညာရင်းချင်းပဲထွက်ခွာသွားပြီဖြစ်ကြောင်းကီပွန်စီကနေတိလိုက်ရပါတယ်။သူမစိတ်ပြတ်သွားပြီးသူ့ရဲ့အေးဆက်ဆက်နဲ့ထွက်ခွာသွားပုံကိုပြန်တွေးနေမိပါတယ်။ကိုရီးယားကိုပြန်ရောက်တဲ့အခါစီအင်းဟာမကြခင်အနားယူတော့မဲ့ဗိုလ်ချုပ်ကြီးဖြစ်တဲ့သူ့အဖေနဲ့ပြန်ဆုံပါတယ်။တားဖာနှစ်ယောက်ဟာတရားဝင်ပုံတူအမျိုးသားတပ်ပုံအတူတူရိုက်ကြပြီးစီအင်းရဲ့ကွယ်လွန်သူမိခင်ဖြစ်သူရဲ့တပ်ပုံပေါင်းလေးကိုပါအဲ့ဒီပုံထဲမှာထည့်သွင်းရိုက်ကူးခဲ့ပါတယ်။စခန်းမှာတော့ဒေယန်ကအက်ဖာဖွဲ့ရဲ့လူတစ်တွေကိုပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေပါတယ်။ဇလိုင်းဇပွိုင်းလေ့ကျင့်ခန်းမှာကြာရှုံးတဲ့သူတိုင်းသူ့ကိုပခုံးပေါ်ထမ်းပြီးပြစ်ဒဏ်ခံရမှာပါ။စီအင်းဟာတတိုင်းပေါ်ကနေကျွမ်းကျင်စွာနဲ့ကြိုးစီပြီးပြန်လည်ရောက်ရှိလာခဲ့ကနောက်တော့ဒေယန်နဲ့အတူအရက်တောက်ဖို့သွားကြပါတယ်။သူတို့စီမှာလေ့ကျင့်ဘူးတဲ့တပည့်ဟောင်းတွေကဒေယန်ကိုမှတ်မိသွားပြီးလိုက်လံရန်စတာကြောင့်လူစုခွဲပြေးကြရပါတော့တယ်။စီနီယာစစ်သားကြီးနှစ်ယောက်ဟာစားတောက်ဆိုင်ရဲ့လာတာဆောင်ကနေခုံချဂျူနီယာစစ်သားတွေကိုရှောင်တိန်ပြီးလမ်းမတွေထက်ပြေးလွှားခဲ့ကြကနောက်ဆုံးခြုံပုတ်တွေကြားတဲ့ရောက်မှပဲစီကျင်ကသူ့ခွင့်ယူပြီးပြန်လာတိုင်းအမြဲတမ်းအငင်းခံရတယ်လို့ခံစားနေရတာပါဒေယန်ကလည်းသူတို့ရဲ့အချစ်တန်ရာတွေကိုလေ့ကျင့်ခန်းတွေကြောင့်ပိုပြီးထက်မြက်လာတဲ့အတွေ့နဲ့နှိုင်းရှင်ပြောဆိုပါတယ်အဲ့ဒီအချိန်မှာဒေယန်ဟာမင်ဂျူစီကတော်တော်နဲ့မလာတတ်တဲ့ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိပါတယ်သူမကအက်နိုင်ငံမှာကြမ်းမာရှိကြောင်းစစ်ဝတ်စုံကသူမကိုကာကွယ်ပေးထားကြောင်းဒါပေမဲ့သူ့ကိုတုံနေအောင်လွမ်းဆန်းနေမိကြောင်းပြောပြပါတယ်သူတို့တရားဝင်စတွဲခါစားတုန်းကရှက်ပြုံးလေးတွေနဲ့နှွေးထွေးတဲ့အနမ်းတွေဖက်လဲတကင်းရှိခဲ့ဘူးတဲ့အတိတ်ပုံရိပ်တွေကလည်းပြန်လည်ပေါ်ပေါက်လာပါတယ်တစ်ဖက်မှာတော့အက်နိုင်ငံကမိုးရန်ဟာသူမရဲ့တငယ်ချင်းဂျီဆူစီဂျင်ရဲ့တောင်းပန်စကားကိုဖတ်ပြီးလက်ခံခဲ့တင်တာအခုတော့နောက်တရနေမိတယ်လို့ message ချပို့နေပါတယ်သူကအခုကစပြီးသူမကိုဥပက္ခပြုထားတော့မှာကိုသူမကြောက်ရွံ့နေတာပါမိုးရန်ရဲ့ဆေးရုံကြော်ညာတပ်ပုံပါရှိတဲ့ဆိုးမျိုးကဘတ်စကားတစ်စီးပေါ်မှာစီအင်းဟာထိုပုံကိုကြည့်ပြီးအတွေးပွားနေမိတယ်လို့နောက်တော့ဒေယန်နဲ့အတူဘီလီယံရိုက်ကြတဲ့အခါသူတို့နှစ်ယောက်စလုံးမသိလိုက်ပဲစင်တူဝစ်စုံတွေဝစ်ဆင်ထားမိကြပြီးမင်ဂျူစီကိုဒေယန်ရဲ့တပ်ပုံတွေပို့ပေးရသူမကအဲ့ဒီပုံတွေကိုတမျက်တနိုးတင်စီထားပါတယ်မိုးရန်နဲ့ချီဟွန်းတို့ဟာရွာကကလေးတွေကိုဆက်လက်ကုသပေးနေပါတယ်အစွန်းအထင်းအစိတ်တင်ရာကနေအသက်ရှင်ခဲ့တဲ့ကောင်လေးကမိုးရန်ရဲ့ဘေးမှာစီကျင်ရှိနေတဲ့ပုံကိုပုံဆွဲပြီးကျေးဇူးတင်စကားဆိုတာမို့ဗိုလ်ကြီးကကလေးတွေကိုပျော်ပျော်ပါးတင်ကြားပေးခဲ့တာတွေကိုသူမပြန်အမှတ်ရသွားစေပါတယ်စခန်းမှာတယောက်တည်းရှိနေတဲ့စီကျင်ဟာမိုးရန်ပေးခဲ့တဲ့ကျွန်းကကြောက်ခဲလေးကိုကြည့်ပြီးယူသွားတဲ့သူဟာဒီကျွန်းကိုပြန်လာရမယ်ဆိုတဲ့ဒေတာခန့်တွေရဲ့ယုံကြည်မှုကိုပြန်တွေးနေမိပါတယ်မိုးရန်ကတော့ကျွန်းကိုလှမ်းမြင်ရတဲ့ကမ်းပါးဆုံးမှာရက်နေရင်သူမရဲ့အခွင့်အရေးကိုလက်လွတ်လိုက်ရပြီလားလို့ခံစားနေရပါတယ်ဒန်နီယယ်ကပြုပြင်ပြီးသားကားအိုကြီးနဲ့ရောက်လာပြီးကားပြင်ကားကိုညင်းဆန်ကအလူငွေအနှဲငယ်ပဲထည့်ဖို့တောင်းဆိုပါတယ်တခြားတနေရာမှာတော့ယူဟွာဟာငှက်တွေနဲ့လိပ်ပြတွေအလန့်တကြားပြန်တန်းပြေးလွှားနေကြပြီးတရိတ်ဆန်တွေထွက်ပြေးနေကြတာကိုသတိထားမိလိုက်ပါတယ်ဆေးဘက်ဆိုင်ရာစခန်းကိုပြန်ရောက်တဲ့အခါမင်ဂျူကမိုးရန်ကိုရှုကျင်ကိုသဘောကျနေတာလားလို့ပြက်သားမေးလိုက်ပါတယ်မိုးရန်ရဲ့တိတ်ဆိတ်သွားမှုကပဲအဖြေကိုအတီးပြုတ်လိုက်တာပါမင်ဂျူကရှုကျင်စီဖုံးဆက်ပြီးယာတူးတွေအကြောင်းစနောက်တယ်လို့မိုးရန်ကစိတ်ဆိုးနေပေမဲ့အခုထိလှပနေတုံးပဲလို့သတိပေးပါတယ်စီကျင်ကပြုံးလျက်နဲ့ပဲဖုံးချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိုးရန်ဟာအဖွဲ့သားတွေနဲ့အတူကိုရီးယားပြန်ခါနီးအမတ်တရတပ်ပုံရိုက်ဖို့အခေါ်ခံလိုက်ရပါတယ်ဒါပေမဲ့မိနစ်ပိုင်းကြာမှပဲပြင်းထန်တဲ့ငလင်းတစ်ခုအောက်နိုင်ငံမှာလှုပ်ခတ်သွားပါတော့တယ်
လျှက်စစ်ဆက်ယုံလုပ်ငန်းခွင်မှာအကြီးစားဆက်ရနရားကြီးတွေကွေးကောက်ကုန်ပြီးကရိန်းတွေပြိုလဲကမြေကျွန်းတွင်းကြီးတစ်ခုကအလုသမားတွေကိုဝါမျိုးသွားပါတယ်အဆောက်အုံတွေပြိုကျပြီးတရားကြီးတစ်ခုလုံးအစိတ်စိတ်အမော်မွာပျက်စီးသွားပါတယ်စခန်းရဲ့မိဖို့ကြောင့်မှရေခဲတတာကြီးလဲကျပြီးကီပွန်ပြနေတယ်လို့ဆေးဘက်ဆိုင်ရာတဲတွေလည်းပျက်စီးကုန်ပါတယ်ပြတင်းပေါက်မှန်တွေပောက်ကွဲကုန်ပါတယ်မန်နေဂျာကမောင်ကိုတွင်းထားတဲ့စိန်အိတ်ကိုတိတ်တဆိတ်ကာကွယ်နေတော့မှာပဲငလျင်တန်ကြောင့်ရုံးခန်းတစ်ခုလုံးဖျို့ဖျဲဖြစ်သွားပြီးအဖွဲ့ခေါင်းဆောင်ကတော့အပျက်စီးတွေအောက်မှာပြိမိသွားပါတော့တယ်ပမာဏ6.8အဆင့်ရှိတဲ့ပြင်းထန်ငလျင်သတင်းဟာကိုရီးယားနိုင်ငံစီရောက်ရှိသွားပါတယ်ဗိုလ်ချုပ်ကြီးယုံကအခနိုင်ငံစီချက်ချင်းစစ်ကူလုပ်ဖို့အမိန့်ပေးပြီးစီဂျင်နဲ့ဒေယန်တို့ကိုအထူးတောင်းဆိုလိုက်ပါတယ်မိုရန်တို့အဖွဲ့ဟာလေရင်ပေါ်ကနေလမ်းခုလက်မှာလှည့်ပြန်ခဲ့ရပြီးထိခိုက်ဒဏ်ရာမရတဲ့ဝန်ထမ်းတွေနဲ့ပြန်လည်ပူးပေါင်းမှုစခန်းကိုပြန်ရောက်လာတဲ့အခါမင်ဂျူကစောက်လုပ်ရေးလုပ်ငန်းခွင်မှာလူအမြောက်အများတေချီဒဏ်ရာရနေတဲ့သတင်းကိုရရှိပါတယ်။စစ်အဖွဲ့နဲ့စစ်သားတွေဟာအဲ့ဒီနေရာကိုအပြေးလွှားသွားကြပြီးမိုရန်ကလူနာတွေကိုဦးစားပေးအဆင့်တက်မှတ်တဲ့ရောင်စုံကပ်ပြားစနစ် trach ကိုရှင်းပြကလူနာခွဲခြားမှုကိုစတင်ပါတယ်။သူမဟာတွာလာရလွယ်ကူအောင်သူမရဲ့တောင်းမြင့်ဖက်နှက်ဖက်နှောက်တွေကိုရိုက်ချိုးပစ်လိုက်ပြီးပတ်ဝန်းကျင်မှာပောက်ကွဲတံတွေဟိမ့်ထွက်နေတဲ့ကြားကပဲကုသမှုတွေကိုတာဝန်ခွဲဝေပေးပါတယ်။မန်နေဂျာကတော့စစ်သားတွေကိုသူ့ရဲ့ပျက်စီးသွားတဲ့ရုံးခန်းစီလမ်းလွှဲခေါ်ဖို့စူးစမ်းပြီးဒါကအရေးကြီးတဲ့ကိစ္စလို့ပြောပေမဲ့စစ်သားတွေကတော့အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေဖို့အတွက်သူ့ကိုဥပိ္ပခါပြုခဲ့ကြပါတယ်။အပျက်စီးတွေအောက်မှာတော့အဖွဲ့ခေါင်းဆောင်ဟာတန်ချောင်းဆိုင်ဝင်နေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ဘေးမှာရောက်နေပြီးအကူအညီတောင်းဖို့အချက်ပြနေရှာပါတယ်။လူနာခွဲခြားတဲ့နေရာမှာချီဟွန်းဟာတေလူမျိုးပါဖြစ်နေတဲ့လူနာတစ်ယောက်ကြောင့်ပြာရခတ်နေလုံးမိုရန်ကကပ်ပြားကိုအမဲရောင်ကြဆုံးကွယ်လွန်အဖြစ်ပြောင်းလဲလိုက်ပြီးတေဆုံးချိန်ကိုတည်ငြိမ်စွာမှတ်တမ်းတင်လိုက်ပါတယ်ဒေါက်တာဆောင်းကချီဟွန်းတတိပြန်ဝင်လာအောင်ပါတစ်ချက်ရိုက်လိုက်ပြီးမိုရန်ကလည်းသူတေဆုံးကြောင်းမကြေညာခင်မှာသူ့ကိုစိတ်သက်သာရအောင်နှစ်သိမ့်ပေးခဲ့ပါတယ်တညလုံးတပ်ဖွဲ့အားလုံးဟာအပျက်စီးတွေကိုတူးဆွဖြတ်တောက်ပြီးမနာပစ်မပေးခဲ့ကြပါတယ်။မိုရန်ဟာသူမကိုယ်တိုင်ရဲ့ခြေထောက်တွေမှာတွေးထွက်နေတာတောင်ဒဏ်ရာရသူတွေကိုဆက်လက်ကုသပေးနေတာကြောင့်ကျေးဇူးတင်တဲ့လူနာတစ်ယောက်ကသူမကိုသူ့ရဲ့ဟောင်းနှန်းဆုပ်ပြက်နေတဲ့စစ်ဖက်နဲ့တစုံကိုချွတ်ပြီးကမ်းလှမ်းပေးအပ်လိုက်ပါတော့တယ်။ကီဘွန်ဟာပခုံးမှာပတ်တီးအဖွေးသားနဲ့ရောက်လာပြီးတေဆုံးသူဦးရေတိုးလာနေတဲ့အခြေအနေကိုသတင်းပို့ပါတယ်။အယုံတက်ချိန်မှာတော့ရဟတ်ရင်တစည်းရဲ့ဟိန်းဟောက်တန်နဲ့အတူအယ်ဖာအဖွဲ့ဟာငလင်တန်တင်ရာကပ်ပေးစုံတွေကိုကျိုးစင်းစနစ်နဲ့အမြန်ဆင်းတက်လာကြပါတယ်။စီအင်းဟာဖုံမုံတွေနဲ့မီးခိုးလုံးတွေကြားထဲကနေရဲဝံ့ရှောက်လန်းလာပြီးစစ်သားတွေရဲ့အလေးပြုခြင်းကိုခံယူကာကုတ်ကဲမှုအာဏာကိုစတင်လွှဲပြောင်းယူလိုက်ပါတယ်။သူကအရက်သားတွေကိုစေကုသပေးဖို့အာယုံဆိုင်နိုင်အောင်စစ်သားတယောက်မှထပ်မံထိခိုက်ဒဏ်ရာမရစေဖို့အမိန့်ပေးပါတယ်။မင်ဂျူကတောင်ရှိရာကိုအပြေးလွှားသွားပြီးဘေးကင်းအောင်နေဖို့ပြောတဲ့အခါသူကလည်းနားလဲကြောင်းအလေးပြုပြီးတုံ့ပြန်ပါတယ်။မိုရန်ကဖက်နှက်ကြိုးချီဖို့ငုံလိုက်တဲ့အချိန်မှာရှုကျင်ကသူ့မရှိမှဒူးထောက်ပြီးဖက်နှက်ကြိုးကိုတေချာချီနှောင်ပေးပါတယ်။သူတို့နှစ်ယောက်ထွက်လိုက်ပြီးလေးနဲ့တဲ့အကြည့်ချင်းဖလှယ်မိကြပါတယ်။ရှုကျင်ကတေချာနှုတ်မဆက်ပဲထွက်ခွာသွားခဲ့မိတဲ့အတွက်နောက်တရကြောင်းဝန်ခံပြီးသူမအနေနဲ့အသက်ရှင်လျက်ရှိနေပေးဖို့ဂတိတောင်းပါတယ်။မိုရန်ကလည်းထိုဂတိတိုင်းပဲပြန်ပေးခဲ့ပါတယ်။သူကအပြုံးဖြော်လေးတစ်ခုပြသပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းကိုဦးဆောင်ဖို့လှည့်ထွက်သွားပါတယ်။မိုရန်လည်းဒဏ်ရာရသူတွေရှိရာကိုအမြန်ပြန်သွားပြီးသူတို့နှစ်ယောက်စလုံးဟာပျက်စီးယိုယွင်းနေတဲ့ဒီတောင်ကြားထဲမှာအသက်ပေါင်းများစွာကိုကာကွယ်စောင့်ရှောက်ဖို့စိတ်ပိုင်းဖြတ်ထားကြပါတယ်။နေအောင်ကြီးစတင်လင်းပွင့်လာချိန်မှာကယ်ဆယ်ရေးသမားတွေဟာကွန်ကရစ်တုံးတွေအောက်ကနေတက်လေးခောက်တံတွေကိုကြားနေရဆဲဖြစ်ပါတယ်။အဖွဲ့ခေါင်းဆောင်ဟာတံမဏိတန်းကြီးစိုက်ဝင်နေတဲ့အလုသမားတစ်ယောက်ရဲ့ဘေးမှာပြိမိနေရှာပါတယ်။အကြီးစားဆက်ရနရားကြီးတွေတုံးဖို့ကအန္တရာယ်များလွန်းတာကြောင့်စီအင်းကအရေးပေါ်ဖြည့်ရှင်းနည်းတစ်ခုကိုတီထွင်လိုက်ပါတယ်။အထဲကိုဝင်ရောက်နိုင်မဲ့အချိန်နှဲငယ်ရအောင်ကွန်ကရစ်ပြားကြီးကိုပင့်တင်ဖို့ဟိုက်ဒရိုလစ်မော်တာအစ်စ်တစ်လုံးနဲ့ဖြစ်တယ်လို့လုပ်ထားတဲ့ရေအိတ်ချက်၃လုံးကိုတုံးဖို့စီစဉ်လိုက်ပါတယ်။အဲ့ဒီကိရိယာကိုစင်နေတုံးမှာပဲမန်နေဂျာချင်းကဖုံးကွယ်ထားတဲ့စာရွက်စာတမ်းတွေနဲ့စိန်တွေကိုပြန်ယူကျင်တာကြောင့်စစ်သားတွေကိုသူ့ရဲ့ပျက်စီးသွားတဲ့ရုံးခန်းစီလမ်းလွှဲခေါ်ဖို့စူးစမ်းပေမဲ့အခင်းဖြစ်ပွားရာနေရာကနေမောင်းထုတ်ခြင်းခံလိုက်ရပါတယ်။ဒန်နီယယ်ကကွင်းစင်းသုံးစကားပြောဆက်တွေကိုယူဆောင်လာပြီးရွာလုံးကျွတ်ပျက်စီးကုန်တဲ့အကြောင်းသတင်းပို့သလိုစခန်းစည်းကမ်းမှာဒဏ်ရာရလူနာတစ်ယောက်ကိုခွဲစိတ်ခွင့်ပြုဖို့မိုရန်စီကနေခွင့်ပြုချက်တောင်းခံပါတယ်။ယူဟွာကတော့လိုအပ်တဲ့ပစ္စည်းတွေနဲ့စက်ယုံစီဦးတည်သွားပါတယ်။ဟိုက်ဒရိုလစ်စနစ်ကြီးကမြည်ဟီပြီးအထက်ကိုပင့်တက်သွားတဲ့အခါစီအင်းဟာအသက်ရှင်ကျန်ရစ်သူတွေကိုလမ်းပြခေါ်ထုတ်ဖို့အပျက်စီးလိုင်ကောင်းတွေကိုတွားဝင်ရောက်သွားပါတယ်။လွတ်လာတဲ့လူတစ်ယောက်ကအဖွဲ့ခေါင်းဆောင်ဟာအောက်ဖက်အနက်ကြီးထဲမှာပြိနေတော့မဲလို့အတီးပြုတ်ပေးပါတယ်။တစ်ဖက်မှာတော့မင်ဂျူဟာလူနာတစ်ယောက်လျှော့ရပြီးအသက်ပြောက်လူနီးပါးဖြစ်သွားတာကိုမိုရန်ရဲ့နှလုံးနှိုးဆွမှုအဆက်မပြတ်လုပ်ပေးမှုကြောင့်တွေးခုန်နှုံးပြန်တက်လာပါတယ်။အတွင်းသွေးယိုစီးမှုဖြစ်နေတာကြောင့်အခင်းဖြစ်ပွားရာနေရာမှာတင်ချက်ချင်းခွဲစိတ်ဖို့လိုအပ်နေပါတယ်။မင်ဂျူကအန္တရာယ်များလုံးကြောင်းထောက်ပြပေမဲ့မိုရန်ကတော့ဆွဆက်လုပ်ပြီးအပျက်စီးတွေပုံနေတဲ့ကျမ်းပြင်ကိုပဲခွဲစိတ်ကုတင်ဖြစ်ပြောင်းလဲလိုက်ပါတယ်။ကီဘွန်က AB သွေးအုပ်စုကိုဝမ်းသာအားရနဲ့လှူဒန်းပေးတယ်လို့ချီဟွန်းကတော့ထုံဆေးထိုးတာကိုညှင်းဆန်တဲ့ကိုဝင်ဆောင်မိခင်တယောက်ရဲ့ကျိုးသွားတဲ့ခြေထောက်ကိုထုံဆေးမပါပဲတေးတက်စွာပြန်ဆက်ပေးခဲ့ပါတယ်။သတင်းထောက်တစ်ယောက်ကသတင်းရဖို့စူးစမ်းနေတာကိုဒေါက်တာဆောင်းကဖမ်းခေါ်သွားပြီးအရေးပေါ်ခွဲစိတ်ခန်းစီသွားတဲ့လမ်းမှာတင်အင်တာဗျူးအလုပ်ခံလိုက်ရပါတယ်။စကားပြောဆက်တွေထဲကနေလိုအပ်တဲ့သွေးမျိုးစားတွေကိုအော်ဟစ်တောင်းခံနေကြပြီးစေတနာဝန်ထမ်းတွေကလည်းသွေးလူဖို့တန်းစီနေကြပါတယ်။အဆောက်အုံအပျက်စီးထဲမှာတော့စီအင်းကမိုရန်ကိုစိတ်မကောင်းစရာအကြက်တဲတစ်ခုကိုပြသလာပါတယ်။ကွန်ကရစ်တုံးကိုမလိုက်ရင်တံမဏိတန်းကစိုက်ဝင်နေတဲ့အလုသမားရဲ့ကိုယ်ခန္ဓာကိုဆွဲဖြဲတယ်လို့ဖြစ်သွားပါလိမ့်မယ်။
အကယ်၍တံမဏိတန်းကိုဖျက်လိုက်ရင်လည်းကွန်ကရစ်ပြားကြီးကအောက်ကအဖွဲ့ခေါင်းဆောင်ကိုရဲ့အပေါ်ကိုပြိုကျသွားမှာဖြစ်ပါတယ်။စီအင်းကမိုးရန်ကိုအသက်ရှင်တန်နိုင်ခြေပိုများတဲ့လူကိုရွေးချယ်ပြီးဘလူနာကိုကယ်မလဲဆိုတာဆုံးဖြတ်ခိုင်းလိုက်ပါတယ်။ဆရာဝန်တယောက်အနေနဲ့ဒါဟာမိုးရန်တာဝန်ယူရမယ့်ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါပဲ။သူမရင်ကျိုးမတက်ခံစားရပြီးပြာရခတ်နေတော့စခရင်မျက်နှာပြင်ကနှစ်ချမ်းကွဲသွားပြီးပိတ်မိနေတဲ့လူနာနှစ်ယောက်လုံးရဲ့အခြေအနေကိုပြသနေပါတယ်။စီအင်းကဆုံးဖြတ်ဖို့သူမကို10မိနစ်အချိန်ပေးလိုက်ပြီးဗိုလ်ကြီးချွိုင်ကိုလည်းအခုကြုံနေရတဲ့အခြေအနေဟာတကယ်ကိုရွေးချယ်ရခက်ခဲလာတဲ့ဆော်လမုန်မင်းကြီးရဲ့စီရင်ထုံးလိုအကြက်တဲမျိုးဖြစ်ကြောင်းတွားရောက်အတည်ပြုခိုင်းပါတယ်။ထို့အချိန်မှာမန်နေဂျာတယောက်ကစီဂျင်ကိုလာရောက်ရင်ဆိုင်ပြီးရုံးခန်းထဲကစာရွက်စာတမ်းအချို့ဟာအာခနိုင်ငံနဲ့ကိုရီးယားနိုင်ငံကြားနိုင်ငံတကာဆက်ဆံရေးအတွက်အလွန်အရေးကြီးကြောင်းဖိအားပေးပြောဆိုပါတယ်။သူကစီဂျင်ကိုအသက်ရှင်ဖို့ရာဂိုင်တော့အများဆုံးလူကိုပဲအမြန်ကယ်ပြီးအဲ့ဒီစာရွက်စာတမ်းတွေကိုတွားရှာဖို့ဆွပြောသလိုစစ်သားတယောက်အနေနဲ့နိုင်ငံတော်အကျိုးစီးပွားကိုဦးစားပေးတဲ့နယ်လို့တိုက်တွန်းပါတယ်။မန်နေဂျာကအခုလိုအချိန်မျိုးမှာလူတယောက်နှစ်ယောက်အသက်ဆုံးရှုံးတာကအရေးမကြီးပါဘူးလို့အေးဆက်ဆက်ပြောဆိုလိုက်ပါတယ်။စီအင်းကစိတ်တူသွားပြီးစစ်သားဆိုတာဘယ်သူပဲဖြစ်ဖြစ်ပြည်သူကိုကာကွယ်ရမှာဖြစ်ကြောင်းအကယ်၍အခုပြောနေတဲ့မန်နေဂျာကိုယ်တိုင်အနေနဲ့ကြုံရင်တော့ကဲတင်မှာဖြစ်ကြောင်းပြက်ပြက်တသားတုံ့ပြန်လိုက်ပါတယ်။မန်နေဂျာကစီဂျင်ကိုမင်းအမလုပ်နေတာလို့သတိပေးတဲ့အခါစီဂျင်ကသူ့ကိုထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်။ထိုခိုက်တက်မှာပဲအပေါ်ကနေတံမဏိတန်းတစ်ခုပြိုကျလာတာကြောင့်စီဂျင်ကမန်နေဂျာကိုမုံရှိုးကာကွယ်ပေးပြီးအထိခိုက်ကိုသူကိုယ်တိုင်ခံယူလိုက်ပါတယ်။မန်နေဂျာမှာဒဏ်ရာမရတာတေချာသွားတဲ့အခါစီဂျင်ကလှည့်ထွက်သွားပေမဲ့မန်နေဂျာကတော့စီဂျင်ရဲ့ပကုံးတန်ရာကနေစီးကျလာပြီးသူ့လက်မှာပေကျန်သွားတဲ့သွေးစတွေကိုသတိထားမိလိုက်ပါတယ်။တစ်ဖက်မှာတော့မိုးရန်ဟာအဖွဲ့ခေါင်းဆောင်ကိုပြုစုပေးနေပြီးကိုကသူတို့နှစ်ယောက်ထဲကတစ်ယောက်ပဲအသက်ရှင်နိုင်တော့မယ်ဆိုတာကိုရိပ်မိသွားပါတယ်။သူကတီတီငိမ့်ငိမ့်နဲ့ပဲသူ့မှာသားသမီး3ယောက်ရှိကြောင်းနဲ့နိုင်ငံရဲ့ခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုပ်လုပ်ခဲ့တာနှစ်ပေါင်း30ရှိပြီဖြစ်ကြောင်းပြောပြပါတယ်။သူကစနောက်ပြီးအခုလိုအလုပ်လုပ်เสียရမလို့ပဲကောင်းကင်ကြီးကိုမော့ကြည့်ပြီးလှဲနေရတာမစိုးလာပါဘူးလို့ဆိုပါတယ်။သူရှာဖွေခဲ့တဲ့ငွေတွေနဲ့သားသမီးတွေကိုကောလိပ်ကျောင်းအထိထားပေးနိုင်ခဲ့တာမို့သူလုပ်ခဲ့တဲ့အောင်မြင်မှုတွေအတွက်သူကိုယ်သူမဂုဏ်ယူနေရှာပါတော့တယ်။ဒဏ်ရာရထားတဲ့နောက်ထပ်အလုပ်သမားတစ်ယောက်ကထုံဆေးထပ်ပေးဖို့တောင်းဆိုတဲ့အခါမိုးရန်ကမကြခင်ခွဲစိတ်ရတော့မှဖြစ်လို့ထပ်ပေးလို့မရတော့ကြောင်းညှင်းသားစွာရှင်းပြပါတယ်။သူအသက်ရှင်နိုင်ပါမလားလို့ကောင်လေးကမေးတဲ့အခါသူမကစိတ်အေးစေမဲ့အပြုံးလေးတစ်ခုနဲ့ပြန်လဲနှစ်သိမ့်ပေးခဲ့ပါတယ်။တစ်ဖက်မှာတော့မင်ဂျူဟာကီဘွန်ရဲ့ AB သွေးအုပ်စုပံ့ပိုးကူညီမှုနဲ့အတူလူနာတယောက်ကိုခွဲစိတ်ပေးနေပါတယ်။ကီဘွန်ကသူအခုလိုသွေးလူပြီးကူညီပေးခဲ့တာကိုတောင်အားပြန်ပြောပြပေးဖို့မင်ဂျူကိုဂုံယူဝင်းကြွားစွာတောင်းဆိုနေရှာပါတယ်။ယူဟွာကတော့သတင်းထောက်တွေနဲ့စေတနာဝန်ထမ်းတွေစီကနေသွေးလူလန်းမှုတွေကိုလိုက်လံစုဆောင်းနေပါတယ်။အဲ့ဒီအချိန်မှာသတင်းထောက်မလေးကဒန်နီယယ်ရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့ကင်မရာရှိသွားလာလှုပ်ရှားပုံကိုပဲသဘောကျပြီးအင်တာဗျူးချင်နေတာကြောင့်ယူဟွာတယောက်စိတ်တူကိုလော်ရိုက်နေရပါတယ်။ကယ်ဆယ်ရေးမစ်ရှင်တစ်ခုပေါ်ရောက်နေတဲ့ဒေါင်ဟာမခိုင်ခန့်တဲ့မြေပြင်တစ်ခုအောက်ကိုပြိုကျသွားပါတယ်။သူပြိုကျသွားတဲ့အတန်ကစကားပြောဆက်ထဲကနေပြန့်လွင့်လာတာကြောင့်ကီဘွန်တယောက်ပြာရခတ်သွားပေမဲ့မင်ဂျူကတော့ခွဲစိတ်မှုကိုပဲအာယုံစိုက်ထားပြီးကီဘွန်ကိုနေရာကနေမခွာဖို့အမိန့်ပေးပါတယ်။ခဏကြာမှတော့ဒေါင်ကတဲပြင်ပေါ်တင်ပြုတ်ကျတာဖြစ်လို့ဘာမှမဖြစ်ကြောင်းစကားပြောဆက်ကနေပြန်ပြောလာတဲ့အခါမှာမင်ဂျူတယောက်တိတိတတ်တာကြီးစိတ်သက်သာရသွားပါတော့တယ်။မိုးရန်ကရှုကျင်ကိုသူမရဲ့ဆုံးဖြတ်ချက်ကိုပြောပြပါတယ်။အဖွဲ့ကောင်းဆောင်ကိုရဲ့ခြေထောက်ကဆွေးမြေ့ပျက်စီးနေပြီဖြစ်လို့သူ့ကိုကယ်တင်နိုင်ခဲ့ရင်တောင်စိတ်ပြက်နှလုံးရက်ခတ်မှုဖြစ်ပွားနိုင်ခြေရှိနေပါတယ်။တစ်ဖက်ကအလုတ်သမားကတော့အခုလောလောဆယ်တွေးမထွက်ပေမဲ့သူ့ကိုဖိထားတဲ့တံမဏိတန်းကိုဖယ်ရှားလိုက်တာနဲ့တွေးလုံပြီးတေဆုံးသွားနိုင်ခြေရှိနေပါတယ်။မရေမရာဖြစ်နေတာကြောင့်သူမကစီအင်းကိုသူ့ရဲ့အတွေ့အကြုံရဆိုရင်ဘာလို့မလဲလို့မေးမြန်းပါတယ်။စီအင်းကတော့အေးဆက်ဆက်ပဲတုံ့ပြန်လိုက်ပြီးသူမဟာဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်ကိုချပြီးသားဖြစ်ကြောင်းနဲ့စစ်မြေပြင်မှာဝေခွဲမရဖြစ်နေဖို့အချိန်မရှိကြောင်းသတိပေးပါတယ်။စက္ကန့်ပိုင်းတွင်ပြက်ပြက်တသားဆုံးဖြတ်ချက်ချနိုင်တဲ့ဆရာဝန်တယောက်လိုပြုမှုဖို့သူမကိုတိုက်တွန်းလိုက်ပါတယ်။မိုးရန်ဟာမျက်ရည်တွေကိုအောက်ဤထိန်ချုပ်ရင်းဘသူကိုအရင်ကဲမလဲဆိုတာစီဂျင်ကိုပြောပြလိုက်ပါတယ်။မကြခင်မှာပဲတံမဏိတန်းစိုက်ဝင်နေတဲ့လူနာကိုမိုးရန်ရဲ့ခွဲစိတ်ခန်းစီအမြန်ရွှေ့ပြောင်းပေးလိုက်ပြီးမိုးရန်နဲ့ဒေါက်တာဆောင်းတို့ကအသက်ကယ်တင်မဲ့ခွဲစိတ်မှုကိုစတင်ပါတော့တယ်။ကွန်ကရစ်ပြားကြီးကိုနောက်ဆုံးမှာဖယ်ရှားနိုင်ခဲ့တဲ့အခါစီအင်းဟာအဖွဲ့ကောင်းဆောင်ကိုရဲ့ပတ်စံအိတ်ကိုရှာဖွေတွေ့ရှိသွားပြီးအထက်ကမိသားစုတပ်ပုံလေးကိုမြင်လိုက်ရတာကြောင့်ထိုတပ်ပုံကိုကိုရဲ့လက်ထဲပြန်ထည့်ပေးကလူတေအိတ်ကိုမပိတ်ခင်အလေးပြုပြီးနှုတ်ဆက်လိုက်ရှာပါတယ်။ဗိုလ်မှူးကြီးပတ်ဦးဆောင်တဲ့စစ်ကူအဖွဲ့တွေရောက်ရှိလာပြီးပင်ပန်းနွမ်းနယ်နေတဲ့အဖွဲ့ကိုတာဝန်လွှဲယူပေးကြပါတယ်။စစ်သားတွေနဲ့ဆေးအဖွဲ့တွေစခန်းကိုပြန်ရောက်လာကြပြီးဒေတာခန်ဘာပိုင်ရှင်ပေးလိုက်တဲ့ဆန်ဒဝစ်တွေကြောင့်သူတို့ရဲ့ရိတ်ခါလေးတွေပုံမဆုံလင်သွားပါတယ်။စီအင်းကနာရီပေါင်း48နာရီပတ်လုံးမနာတမ်းတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ရဲဘော်တွေကိုချီကျူးစကားဆိုပြီးနောက်ထပ်မစ်ရှင်မစခင်အနားယူကြဖို့အမိန့်ပေးလိုက်ပါတယ်။ကျမရေးစခန်းမှာတော့မင်ဂျူကတိတ်တဆိတ်လက်ဆေးနေပြီးဒေါင်ကလည်းအနီးနားမှာလာရောက်စီကြောပါတယ်။သူမကသူဒီကိုလာတာကိုသဘောနဲ့ကိုလာတာလားဒါမှမဟုတ်သူမအဖေရဲ့အမိန့်ကြောင့်လားလို့မေးတဲ့အခါသူကအနေနဲ့အများဆုံးနေရာမှာအတော်ဆုံးစစ်သားတွေလိုအပ်တာမို့လာတာပါလို့ဖြေပါတယ်။သူမကသူ့ကိုဘာစကားမှမပြောဘဲတင်းကျပ်စွာဖတ်ထားရင်းငိုကြွေးမိပါတော့တယ်။ဒေါက်တာဆောင်းကတော့အကယ်၍သူသားတေဆုံးသွားခဲ့ရင်တုံးဖို့အတွက်သူ့ရဲ့ကွန်ပျူတာလျှို့ဝှက်နံပါတ် password ကို nurse မလေးဟာစီလာပေးပါတယ်။သူမကတော့အဲ့ဒီဖိုင်ကို
အခုချက်ချင်းသာဖျက်ပစ်လိုက်ပါလို့ပြက်ပြက်တသားပဲပြန်ပြောလိုက်ပါတယ်အခုထိစရင်စရာတွေရတေဆုံးသူ18ဦးနဲ့ဒဏ်ရာရသူ42ဦးရှိနေပါတယ်မိုးရန်ဟာငှားရမ်းဝစ်ဆင်ထားတဲ့စစ်ဖက်နှက်တစုံကိုလူနာစီပြန်ပေးလိုက်ပြီးကြာဆုံးသွားသူတွေအတွက်အထိမ်းအမှတ်ဖျောင်းတိုင်တိုင်ကိုထိုးညှိလိုက်ပါတယ်ဆုံးရှုံးသွားသူတွေရဲ့အမတ်တရားရိပ်တွေလွှမ်းမိုးလာတဲ့အခါသူမအပျက်စီးတွေကြားထဲမှာတင်စိတ်တန်ရာတွေပောက်ကွဲပြီးငိုကြွေးမိပါတော့တယ်မန်နေဂျာကိုပြိုကျတဲ့တမနီတန်းကနေကာကွယ်ပေးရင်းပခုံးမှာဒဏ်ရာရရှိထားတဲ့စီဂျင်ဟာသူမကိုတိတ်တဆိတ်စောင့်ကြည့်နေပြီးနောက်သူ့ရဲ့ပခုံးတန်ရာကိုချုပ်ပေးဖို့သူမကိုခွင့်ပြုလိုက်ပါတယ်သူမအဆင်ပြေပါတယ်လို့ပြောတဲ့အခါသူမရဲ့စကားလုံးတွေနောက်ကဖွင့်မပြောတဲ့စိုးရိမ်ပူပန်မှုတွေကိုသူကြားရပါတယ်လို့ဆိုပါတယ်စောစောတုန်းကပြင်းပြင်းထန်ထန်ပြောဆိုမိခဲ့တာတွေကိုသူတောင်းပန်ပြီးခွဲစိတ်ဆရာဝန်တယောက်အနေနဲ့သူမရင်ဆိုင်နေရတဲ့တေချင်းတရားရဲ့လေးလံမှုကိုအတိမတ်ပြုကြောင်းပြောပြသလိုအလုပ်တွေပြီးနေပါစေပင်ပန်းနေပါစေဒါမှမဟုတ်အရက်တောက်နေပါစေသူမကိုအမြဲတမ်းတုံနေအောင်လွမ်းဆန်းနေမိကြောင်းဝန်ခံလိုက်ပါတယ်သူမကတော့တိတ်ဆိတ်စွာပဲနားထောင်နေမိပါတယ်အဝေးကနေကြားနေရဆဲဖြစ်တဲ့ဆက်လက်ကဲဆယ်ရေးလုပ်ငန်းခွင်ရဲ့မြည်ဟီးတန်တွေကပဲပျက်စီးယိုယွင်းမှုတွေကြားကခက်ခဲကြမ်းတမ်းစွာရရှိလာတဲ့သူတို့နှစ်ယောက်ရဲ့နှီးစပ်မှုအခိုက်အတန့်ကိုပုံမလေးနက်စေပါတယ်။စီအင်းကစခန်းကိုပြန်ဖို့ပြင်ဆင်ပြီးသူမကိုကားလိုက်ပို့ပေးမယ်လို့ကမ်းလှမ်းတဲ့အခါမိုရန်ကဖုန်းတစ်ချက်ဆက်ချင်လို့လိုက်ခဲ့မယ်လို့ပြောပါတယ်စခန်းကိုရောက်တဲ့အခါမိုရန်ဟာအဖွဲ့ခေါင်းဆောင်ကိုရဲ့ဇနီးတဲ့စီဖုန်းဆက်ပြီးသူ့ရဲ့နောက်ဆုံးစကားတွေကိုလွှဲပြောင်းပြောပြပေးပါတယ်။သူကမိသားစုအတွက်ရှာဖွေပေးနိုင်ခဲ့ပြီးကလေးတွေကိုလည်းကောလိပ်ကျောင်းအထိထားပေးနိုင်ခဲ့ပြီးဖြစ်လို့စိတ်အေးချမ်းသာစွာနဲ့ပဲထွက်ခွာသွားခဲ့တာဖြစ်ကြောင်းသူကပြောပြခဲ့ပါတယ်။သူမအနေနဲ့သူ့ကိုလူကိုယ်တိုင်တွေ့ခဲ့ရတဲ့အချိန်တွေထက်အခုဆိုရင်သူ့ရဲ့တပ်ပုံကိုကြည့်ပြီးအချိန်ပိုဖြုံးနေတော့မှကိုသိတာကြောင့်အရန်ကြီးလဲဝမ်းနဲ့ပူဆွေးမနေပဲဘဝကိုရှေ့ဆက်လျှောက်လန်းသွားဖို့တိုက်တွန်းခဲ့ပါတယ်။အနီးနားမှာတော့ Nurse မလေးဟာနဲ့ဒေါက်တာဆောင်းတို့ဟာခွဲစိတ်မှုအတွင်းလက်တစ်ဖက်ဖြတ်တောက်လိုက်ရတဲ့လူနာတစ်ယောက်အကြောင်းဆွေးနွေးနေကြပါတယ်။ဒေါက်တာဆောင်းကထိုလူနာရဲ့မင်္ဂလာလက်စွပ်ကိုလှမ်းပေးလိုက်တဲ့အခါဟာကလက်စွပ်ကိုဆွဲကြိုးတစ်ချက်မှာတီးကုန်းပြီးလူနာစီပြန်လဲပေးအပ်ခဲ့ပါတယ်။ယူဟွာကဒန်နီယယ်ကိုအင်တာဗျူးလုပ်ပေးဖို့ကတိပေးထားတာကိုပြန်သတိပေးပေမဲ့သူကတော့သူ့ရဲ့မျက်နှာကိုဇနီးတဲ့အတွက်ပဲတီးတန့်ချန်ထားတာပါဆိုပြီးနောက်ပြောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဆေးအဖွဲ့လမ်းလျှောက်လာရင်ချီဟွန်းကဒန်နီယယ်ဟာကနေဒါကလာတဲ့ချမ်းသာတဲ့ကိုရီးယားကပြစေတနာဝန်ထမ်းတဦးဖြစ်မှတ်မိသွားပါတယ်။မင်ဂျီကဒါကိုသဘောကျနေပေမဲ့ဒေါက်တာဆောင်းကတော့အဲ့ဒီလိုရွေးချယ်မှုကိုနှာခေါင်းရှုံစားနောက်နေပါတယ်။မိုးရန်တယောက်ဖုန်းပြောပြီးနောက်မျက်ရည်တွေနဲ့အပြင်ကိုထွက်လာပါတယ်။စီဂျင်ကနောက်ကလိုက်လာပြီးကောင်းကင်ကကျယ်တွေကိုမောကြည့်ဖို့ပြောပါတယ်။သူမမောကြည့်လိုက်တဲ့အခါပတ်ဝန်းကျင်မှာအပြက်စီးတွေဝင်းရံနေပေမဲ့ကျယ်တွေအပြည့်နဲ့လှပနေတဲ့ကောင်းကင်ကြီးကိုမြင်တွေ့လိုက်ရပါတယ်။သူမကသူပြန်လာပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့သူသားမရှိရင်သူမဒီကနေထွက်ပြေးမိမှာတေးကြတယ်လို့ဆိုပါတယ်။စီဂျင်ကဒါဆိုရင်နှစ်ယောက်တူတူထွက်ပြေးကြတာပေါ့လို့ပြန်ပြီးဆနောက်လိုက်ပါတယ်။တခြားတနေရာမှာတော့အာဂတ်ကစိန်တွေကိုပြန်မရယူနိုင်ခဲ့တဲ့အတွက်မန်နေဂျာကိုရိုက်နှက်နေပါတယ်။မန်နေဂျာကစိန်တွေဟာအပြက်စီးတွေအောက်မှာပြီးနေတော့မဲ့ဖြစ်ကြောင်းတောင်းပန်တိုးရှိုးတာကြောင့်အာဂတ်ကနောက်တနေ့ညအထိနောက်ဆုံးအချိန်ပေးလိုက်ပါတယ်ပျက်စီးသွားတဲ့ရုံးခန်း area အောက်မှာတော့မင်ကြီးလို့ခေါ်တဲ့အလုပ်သမားတစ်ယောက်ဟာအသက်ရှင်နေစေဖြစ်ပြီးအဖွဲ့ခေါင်းဆောင်ကိုရဲ့ဘေးကင်းလုံခြုံရေးအုပ်ထုပ်အမြဲဆောင်ထားဖို့ပေးခဲ့တဲ့အကြံဉာဏ်ကိုပြန်တရိရနေပါတယ်လုပ်ငန်းခွင်မှာတော့စစ်သားတွေဟာမြေပိနေတဲ့ရုံးခန်းစီရောက်ရှိနိုင်ဖို့နေအောင်ကြည်စွမ်းအင်သုံးမျှော်စင်ကြီးကိုစတင်ဖြိုချနေကြပါတယ်မန်နေဂျာကဒါကိုကြည့်ပြီးသဘောကျနေပေမဲ့ဒေယန်ကသူတို့ရဲ့အဓိကရည်ရွယ်ချက်ကပျောက်ဆုံးနေတဲ့သူတွေကိုကယ်ဆယ်ဖို့ဖြစ်ကြောင်းသတိပေးပါတယ်မန်နေဂျာကအဲ့ဒီလူတွေတေလောက်ပြီလို့ဆိုပြောတဲ့အခါဒေယန်ကအဲ့ဒီလိုဆုံးဖြတ်ချက်မျိုးကိုဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေကပဲဆုံးဖြတ်နိုင်တာလို့ပြောပြီးရှာဖွေရေးကိုဆက်လုပ်ပါတယ်ချီဟွန်းလဲကယ်ဆယ်ရေးမှာဝင်ကူညီပေမဲ့တိတိတတ်တာကိုတုံလုံးခြောက်ချားနေရှာပါတယ်သူဟာမှန်ချက်တစ်ခုရဲ့အောက်မှာမင်ကြီးအသက်ရှင်လျက်ရှိနေတာကိုရှာတွေ့သွားပေမဲ့နောက်ဆက်တွဲမလျင်ထက်လုတ်တဲ့အချိန်ကြောက်ခဲတခဲကသူ့ပူကုန်းကိုလာမှန်တာကြောင့်လန့်ပြီးနောက်ဆုတ်ပြေးခဲ့ရပါတယ်သူဘိုကြီးချွိုင်ကိုအသက်ရှင်ကြံရည်သူရှိတဲ့အကြောင်းသတင်းပို့ပြီးနောက်စိတ်ပြက်လက်ပြက်နဲ့ပဲရိမ့်ထိုးထွက်ခွာသွားပါတယ်ဒေယန်ကကယ်ဆယ်ရေးကိုဆက်လက်တာဝန်ယူလိုက်ပြီးမင်ဂျူကဒေယန်ရဲ့လက်မှာဒဏ်ရာရထားတာကိုသတိထားမိသွားပေမဲ့သူကတော့ဂယုမဆိုင်ပဲဆက်လုပ်ပါတယ်မင်ဂျူကအထဲမှာအသက်ရှင်ကြံရည်သူရှိတယ်လို့အတည်ပြုလိုက်တဲ့အချိန်မှာပဲမိုရန်နဲ့ရှုကျင်တို့ရောက်ရှိလာပါတယ်ရှုကျင်ကဝင်ကူညီဖို့ကိရိယာတွေပြင်ဆင်ဝတ်ဆင်ပြီးမိုရန်ကသူ့ကိုလိုအပ်တဲ့ဆေးဘက်ဆိုင်ရာညွှန်ကြားချက်တွေပေးပါတယ်သူကသူမရဲ့ဘာသာပြန်စကားတွေကိုစနောက်ပြီးအထဲကိုဝင်သွားပါတယ်ရှုကျင်နဲ့ဒေယန်တို့ဟာမင်ကြီးရှိရာကိုရောက်သွားပြီးမင်ကြီးကသတိကောင်းကောင်းရှိနေကအစားအစာတောင်းဆိုပါတယ်သူတို့သူ့ရဲ့ခြေထောက်ကိုစတင်လွတ်မြောက်အောင်လုပ်ပေးကြပြီးစီဂျင်ကဒီနေရာကိုဘယ်လိုရောက်လာလဲလို့မေးပါတယ်မင်ကြီးကတခြားတစ်ဖက်ကနေအပြက်စီးတွေကြားတွားဝင်လာတာလို့ရှင်းပြပါတယ်မိုရန်ကစကားပြောဆက်ကနေတဆင့်စီဂျင်ကိုဆေးဘယ်လိုထိုးရမလဲညွှန်ကြားပေမဲ့မင်ကြီးကဆေးနဲ့ဓာတ်မတည့်မှုဖြစ်ပွားလာပါတယ်ဒေယန်ကအစားထိုးဆေးသွားယူဖို့အပြင်ကိုအမြန်ပြန်ပြေးရပါတယ်ထိုခိုက်တက်မှာပဲမြေပြင်ကထပ်မံတုံခါလာပါတယ်မန်နေဂျာကဂရိန်းဆက်ကြီးကိုကိုယ်တိုင်မောင်းနှင်ပြီးမြေတူးနေတာဖြစ်လို့အဆောက်အုံကလှုပ်ခါပြီးအပြက်စီးတွေထပ်မံပြိုကျလာတာပါရှုကျင်ကမင်ကြီးရဲ့အပေါ်ကနေငုံပြီးကာကွယ်ပေးလိုက်ပါတယ်ဒေယန်ကဘာဖြစ်လဲဆိုတာသိသွားပြီးမန်နေဂျာကိုဂရိန်းဘော်ကနေဆွဲချကချုပ်နှောင်ပစ်လိုက်ပါတယ်သူမန်နေဂျာကိုရာဇတန်ပေးပြီးအထဲကိုအမြန်ပြန်ဝင်သွားပါတယ်အထဲမှာတော့ရှုကျင်တယောက်လှုပ်ရှားမှုမရှိဘဲငြိမ်သက်နေတာကြောင့်မင်ကြီးပြာရခတ်သွားပေမဲ့ခဏအကြာမှာရှုကျင်တတိပြန်ဝင်လာပါတယ်ကွန်ကရစ်တုံးကမင်ကြီးရဲ့ခြေထောက်ပေါ်ကနေဖယ်ရှားပြီးသားဖြစ်သွားပေမဲ့ထွက်ပေါက်ကတော့ပိတ်ဆို့သွားပြီးစကားပြောဆက်လိုင်းမှာပြတ်တောက်သွားပါတယ်စီဂျင်ကမင်ကြီးစိတ်အေးထားနိုင်မှုချုံမော်ပြီးသူ့ရဲ့လက်မောင်းပေါ်မှာနာမည်နဲ့
အသက်ရှူနှုန်းတွေကိုရေးမှတ်ပေးကမျှော်လင့်ချက်မပြတ်ဖို့အားပေးပါတယ်နောက်ဆုံးမှာတော့ဒေယန်ကသူတို့စီရောက်လာပြီးတူးဆွာကကဲထုတ်နိုင်ခဲ့ပါတယ်မင်ကြီးကိုကဲဆယ်နိုင်ခဲ့ပြီးလူနာတင်ထန်းစင်နဲ့တဲထုတ်လာပါတယ်မိုရန်ကကောင်းလေးရဲ့လက်မောင်းပေါ်ကစာသားတွေကိုမြင်ပြီးစီဂျင်ကုသပေးခဲ့မှန်းရိပ်မိသွားပါတယ်စီဂျင်လည်းအပြင်ကိုထွက်လာပြီးလူနာတင်ထန်းစင်ပေါ်လဲချလိုက်ကသူကနောက်ထပ်လူနာဖြစ်ကြောင်းပြောပါတယ်မိုရန်ကတခြားလူနာစီသွားဖို့ပြင်ပေမဲ့သူကသူမရဲ့လက်ကိုဆွဲထားပြီးဒေယန်ကိုအရင်လွတ်ပေးလိုက်တာမို့သူ့ကိုအလှည့်ပေးတင်ကြောင်းစနောက်ပါတယ်မင်ဂျူကမင်ကြီးရဲ့ကုသမှုကိုလွှဲပြောင်းယူလိုက်တာကြောင့်မိုရန်တယောက်စီဂျင်ရဲ့ဘေးမှာနေခွင့်ရသွားပါတယ်မိုရန်ကသူ့ရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးရင်အခုလိုအနေရများတဲ့အခြေအနေတွေကိုပေါ့ပေါ့ပပနောက်ပြောင်တတ်တဲ့သူ့ရဲ့အကျင့်ကိုသဘောမကျကြောင်းရှုကျင်ကိုပြောပါတယ်သူကတော့အခြေအနေတွေမှားယွင်းသွားရင်တောင်သူမကသူ့ကိုတေချာဆောက်ရှောက်ပေးမယ်ဆိုတာယုံကြည်လို့ပါလို့ဆိုပါတယ်သူမကဘာလို့ဒီလိုစွန့်စားမှုတွေအမြဲလုပ်ရတာလဲလို့မေးတဲ့အခါသူကသူကိုယ်သူယုံကြည်ချက်ရှိလို့ဖြစ်ပြီးဘယ်တော့မှတေဖို့အစီအစဉ်မရှိပါဘူးလို့ဖြေပါတယ်အဲ့ဒီအချိန်မှာပြည်ပုံဝင်လာပြီးဗိုလ်မှူးကြီးပဲရောက်နေတဲ့အကြောင်းသတင်းပို့ပါတယ်မိုရန်ကရှုကျင်ကိုထွက်မသွားခိုင်းပဲဗိုလ်မှူးကြီးကိုပဲဒီခန်းထဲအထိလာခိုင်းလိုက်ပါလို့ပြောပါတယ်စီဂျင်ကတော့နောက်တစ်ကြိမ်ပြစ်ဒဏ်ထပ်ခံရတော့မယ်ဆိုတဲ့အတွေးနဲ့ပြရာခတ်သွားရှာပါတယ်ဗိုလ်မှူးကြီးပဲရောက်လာပြီးစီဂျင်တကယ်ပဲဒဏ်ရာရထားတာလားလို့မေးတဲ့အခါမိုရန်ကတကယ်ဒဏ်ရာရထားတာပါလို့အခိုင်အမာပြောပေးပါတယ်ဗိုလ်မှူးကြီးကစေးဖွဲ့ကိုလာခေါ်မဲ့လေရင်ရောက်တော့မှဖြစ်လို့ပြန်မဲ့သူတွေရဲ့စည်ရင်းကိုပြင်ဆင်ထားဖို့မိုရန်ကိုညွှန်ကြားပါတယ်ထို့အချိန်မှာမန်နေဂျာကအခန်းထဲဆွဝင်လာပြီးဒေယန်ကသူ့ကိုထိုးချိတ်ခဲ့တဲ့အကြောင်းတိုင်ချက်ဖွင့်ဖို့လုပ်ပေမဲ့ဗိုလ်မှူးကြီးဘက်ကကယ်ဆယ်ရေးကိုနှောက်ယှက်မှုလူသက်ရန်ကြံစီမှုတွေနဲ့ပါပြန်လည်တရားစွဲဆိုပစ်လိုက်ပါတယ်နောက်တော့ဗိုလ်မှူးကြီးကအမိတ်မနာခံတဲ့စစ်သားတွေကိုကွင်းပတ်ပြေးဖို့ပြစ်ဒဏ်ပေးပါတယ်သူတို့ပြေးနေတော့မှမင်ဂျူကဒေယန်ကိုဒီထက်ပိုပြင်းပြင်းထန်ထန်ထိုးပစ်ခဲ့ရမှာလို့ဘေးကနေစနောက်ပါတယ်စီဂျင်ကတော့မိုရန်နဲ့စကားပြောဖို့တန်းစီစရာကနေထွက်လာခဲ့ပါတယ်သူမကသူ့ကိုတောက်ရမဲ့ဆေးတွေပေးပြီးသူမအနေနဲ့အဖွဲ့သားတွေနဲ့အတူကိုရီးယားကိုပြန်တော့မဲ့အကြောင်းအတည်ပြုပြောကြပါတယ်မိုရန်ကလူတိုင်းကိုစူးစီးပြီးအခုမစ်ရှင်ပြီးဆုံးသွားပြီဖြစ်ကြောင်းကြေညာပါတယ်ကိုရီးယားကိုပြန်ကျင်တဲ့သူပြန်နိုင်တယ်လို့နေခဲ့ကျင်တဲ့သူလည်းနေခဲ့လို့ရတယ်လို့ရွေးချယ်ခွင့်ပေးလိုက်ပါတယ်နတ်မလေးဟာနဲ့မင်ဂျီတို့ကတော့သူတို့ရဲ့လေရင်ပေါ်ကခုံနေရာတွေကိုဒဏ်ရာရထားတဲ့လူနာတွေအတွက်ဆွန့်လွတ်ပေးပြီးစခန်းမှာပဲဆက်နေခဲ့ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ဒေါက်တာဆောင်းကလည်းနောက်ဆုံးမှာတော့သူ့ရဲ့ဝိညာဉ်အတွက်ခုံတခုံပဲခြံထားခဲ့ပါတော့ဆိုပြီးစခန်းမှာဆက်နေခဲ့ဖို့သဘောတူလိုက်ပါတယ်မိုရန်ကမင်ဂျီစီတွားလည်နေတဲ့ချီဟွန်းရဲ့အခြေအနေကိုမေးမြန်းပါတယ်မင်ဂျီကသူ့ကိုပြစ်ထားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးချီဟွန်းကိုဒေါသတကြီးရင်ဆိုင်စကားဆိုတာမို့ချီဟွန်းခများဘာစကားမှပြန်မပြောနိုင်ပဲမြင့်တက်ကြံရခဲ့ရပါတယ်နောက်တော့မိုရန်ကချီဟွန်းကိုရှာဖွေတွေ့ရှိပြီးမင်ဂျီကိုသူပဲအရင်ဆုံးရှာတွေ့ခဲ့တာဖြစ်လို့သူတက်နိုင်သမျှအကောင်းဆုံးလုပ်ပေးခဲ့ပြီးလို့အပိစကားဆိုပါတယ်သူမကပြန်မဲ့သူတွေရဲ့စည်ရင်းထဲမှာချီဟွန်းရဲ့နာမည်ကိုထည့်သွင်းပေးလိုက်ပြီးအိမ်မှာဇနီးတွေကစောင့်နေတယ်ဆိုတာကိုသတိပေးပါတယ်မင်ဂျီကအဖွဲ့ခေါင်းဆောင်ကိုအကြောင်းမင်းမြတ်ရာကနေကွယ်လွန်သူစည်ရင်းထဲမှာသူ့နာမည်ကိုတွေ့သွားပါတယ်ဘေးကင်းလုံခြုံရေးအုပ်ထုတ်ဆောင်ထားရင်အသက်ဘေးကလွတ်နိုင်တယ်လို့အမြဲယုံကြည်ခဲ့တဲ့လူကြီးအတွက်သူရင်ကွဲမတက်ငိုကြွေးပူဆွေးပါတော့တယ်ချီဟွန်းကတော့ဒါကိုတိတ်ဆိတ်စွာနဲ့ပဲစောင့်ကြည့်နေရှာပါတယ်လုပ်ငန်းခွင်မှာတော့ရှုကျင်ကနောက်ဆုံးစီရင်ခံစာကိုတင်ပြလိုက်ပါတယ်ပျောက်ဆုံးနေသူအလုံးကိုစည်ရင်ရှင်းလင်းပြီးပါပြီမန်နေဂျာကလုပ်ငန်းခွင်ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားပေမဲ့နောက်ဆက်တွဲငလျင်ထပ်မံလှုပ်ခတ်သွားပါတယ်စီအင်းကကြာဆုံးသွားသူတွေအတွက်ခဏတာငြိမ်သက်ပြီးအလေးပြုကြဖို့တောင်းဆိုလိုက်ပါတယ်နောက်တော့စီဂျင်နဲ့ဒေယန်တို့ခဏတစ်ဖြုတ်စကားပြောဖြစ်ကြပါတယ်မင်ဂျူကသူမရဲ့အဖေဗိုလ်ချုပ်ကြီးယွန်စီကလာတဲ့ဖုန်းကိုကင်ပြီးရောက်လာပေမဲ့ဒေယန်ကိုမြင်လိုက်ရတဲ့အခါဖုန်းကိုချက်ချင်းပဲချပစ်လိုက်ပါတယ်စီဂျင်ကဒီဖုန်းဟာအနာဂတ်သမက်လောင်းအတွက်လာတဲ့ဖုန်းဖြစ်လိမ့်မယ်လို့စနောက်တဲ့အခါဒေယန်တယောက်မတင်ကဖြစ်သွားပါတယ်စီဂျင်ကကိစ္စတွေကိုတေးသေးချာချာရှင်းလင်းလိုက်ဦးလို့ဒေယန်ကိုပြောပြီးထွက်ခွာသွားပါတယ်ဒန်နီယယ်ကစခန်းရဲ့စပီကာတွေကိုပြုပြင်ပေးလိုက်ပါတယ်မိုရန်ကသူမရဲ့ဖုန်းကိုစပီကာနဲ့ချိတ်ဆက်ပြီးတချင်းဖွင့်လိုက်တာမို့စခန်းတစ်ခုလုံးအေဂျင့်နဲ့အခိုက်အတန့်လေးဖြစ်သွားပါတယ်မင်ဂျူကဒီလိုရိုမန်တဆန်တဲ့တချင်းကြောင်းဒေယန်ကိုစနောက်ပေမဲ့သူကတော့ရှောင်ထွက်သွားပါတယ်စီအင်းကဒန်နီယယ်နာတော့ပူပေါင်းပြီးလက်မှတ်ထောင်ပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအခိုက်အတန့်မှာပဲမိုရန်ရဲ့ဖုန်းထဲကနေသူမမှတ်တမ်းတင်ထားမိတဲ့အတန်ဖိုင်တစ်ခုစတင်ပြန့်လွင့်လာပါတော့တယ်အဲ့ဒါကတော့ကမ်ပါဆုံးမှာကားတင်ကြံနေတော့ကသူမအသေးအတန်အော်ဟစ်မှတ်တမ်းတင်ခဲ့တဲ့နှုတ်ဆက်စကားပဲဖြစ်ပါတယ်အဲ့ဒီအတန်ဖိုင်ထဲမှာသူမကစီဂျင်ပါလို့ငါ့ကိုလာမကယ်သေးတာလေလို့တွေးတောနေမိတယ်လို့သူ့အပေါ်ထားတဲ့သူမရဲ့ခံစားချက်အစစ်အမှန်တွေကိုပါဝန်ခံထားတာဖြစ်ပါတယ်စခန်းထဲကလူတွေအားလုံးဒါကိုနားထောင်နေကြတာမို့သူမတယောက်အတန်ပိတ်ဖို့အတွက်စခန်းထဲမှာအသေးအတန်ပြေးလွှားပါတော့တယ်အခြေအနေကိုရိပ်မိသွားတဲ့မိုရန်ဟာအတန်လွင့်ကန်းစီအပြေးလွှားသွားပေမဲ့သူမရောက်သွားတဲ့အချိန်မှာတော့အားလုံးကနှောင်းသွားခဲ့ပါပြီသူမဖုန်းကိုဆွဲလူပြီးအဆက်သေးစွာနဲ့အပြင်ကိုပြေးထွက်လာခဲ့ရပြီးစီအင်းကတော့တကယ်ကိုသဘောကျပြီးပြုံးစီစီနဲ့ကြံ့ရစ်ခဲ့ပါတယ်အပြင်ရောက်တော့စီအင်းကသတင်းပေါက်ကနေခုန်ချပြီးသူမထက်အရင်ဦးအောင်တကားဝမှာလာဆောင်နေပါတယ်သူမကအဲ့ဒီအတန်ဖိုင်ထဲကအတန်ဟာသူမအတန်မဟုတ်ပါဘူးလို့ညင်းဆိုတယ်လို့ဖုန်းကလည်းသူမဖုန်းမဟုတ်ပါဘူးလို့ပါဆွညင်းပေမဲ့စီဂျင်ကတော့ရှုံမပေးပါဘူးသူကသူမကိုစနောက်ပြီးခံစားချက်အစစ်အမှန်ကိုဖွင့်ပြောဖို့ဖိအားပေးလာတယ်လို့အဲ့ဒီခံစားချက်တွေကိုဘာလို့စောစောကလေးကဖွင့်မပြောခဲ့ပဲအခုမှဘာမှမဖြစ်ခဲ့တယ်လို့ဟန်ဆောင်နေရတာလဲလို့မေးပါတယ်နောက်ဆုံးတော့သူမကသူ့ကိုလက်လွတ်ပေးဖို့တောင်းဆိုလိုက်ပြီးသူလက်လွတ်လိုက်တာနဲ့တပြိုင်နက်ထိုစကားကိုသူမရဲ့နှုတ်ဖျားကနေထပ်မံကြားရမယ့်အခွင့်အရေးကိုမပေးတော့ဘဲဝေးရကိုအမြန်ဆုံးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်
နောက်တော့ဒေါက်တာဆောင်းနဲ့ Nurse မလေးဟာတို့ဟာကပ်ပေးအော်ဟစ်တန်တွေကြားထဲမှာတင်အချစ်တွေကလည်းဘလိုမျိုးဝေစာပွင့်လန်းလာတက်လဲဆိုတဲ့အကြောင်းစကားဆိုဖြစ်ကြပါတယ်စစ်သားတွေကလည်းစီဂျင်နဲ့မိုရန်တို့အကြောင်းကိုအတင်းပြောနေကြပါတယ်တချို့ကလည်းသူမကိုမရီလို့တောင်အစောကြီးကလေးကပြောင်းလဲခေါ်ဝေါ်ပြီးစနောက်နေကြတယ်လို့တချို့ကလည်းဒီလိုအောင်မြင်ကြော်ကြားတဲ့အမျိုးသမီးတစ်ယောက်ကဘာလို့စစ်သားတစ်ယောက်ကိုမှသဘောကျရတာလဲဆိုပြီးဝေခွဲမရဖြစ်နေကြပါတယ်တစ်ဖက်မှာတော့မိုရန်ဟာစိတ်ကိုတည်ငြိမ်အောင်ထားပြီးစေးအဖွဲ့ရဲ့ပြန်မဲ့အချိန်စရာတွေကိုစစ်ဆေးဖို့ကြိုးစားနေပေမဲ့အဖွဲ့သားတွေကတော့စီအင်းနဲ့သူမရဲ့ပတ်သက်မှုကိုဆက်စုပြီးအခုလိုဝန်ခံလိုက်ပြီးဆိုတော့တရားဝင်တွဲသွားကြပြီလားဆိုကတကောက်ကောက်နဲ့လိုက်လံစားနောက်နေကြပါတယ်ချီဟုံးကတော့ကယ်ဆယ်ရေးတုန်းကခဏတစ်ဖြုတ်ပစ်ထားခဲ့မိတဲ့အလုသမားလေးမင်ကြီးကိုစေကူတာပေးရင်းအပြစ်ရှိစိတ်တွေနဲ့လုံးပန်းနေရပါတယ်မင်ကြီးကသူ့ကိုလုံးဝမယုံကြည်တော့ပဲတခြားဆရာဝန်တစ်ယောက်နဲ့လဲပေးဖို့တောင်းဆိုပါတယ်ဒေါက်တာဆောင်းကချီဟုံးရဲ့စိတ်မသက်မသာဖြစ်နေမှုကိုသတိထားမိပေမဲ့ဆရာဝန်လည်းမပေးပါဘူးချီဟုံးကဆရာဝန်ပီတာစွာတာဝန်ကျေအောင်စူးစမ်းနေပေမဲ့သူတို့နှစ်ယောက်ကြားကတင်းမာမှုကတော့အထင်ရှားပါပဲမိုးရန်ဟာမင်ဂျူနဲ့မမျှော်လင့်မဲ့စုံမိပြီးမင်ဂျူကမိုးရန်ရဲ့ပြပြတလဲဖြစ်နေတဲ့အခြေအနေကိုရိပ်မိသွားကစီဂျင်ကိုရှောင်ကွင်းဖို့တိတ်တဆိတ်စူးစမ်းနေတာကိုစိတ်ဝင်စားစောင့်ကြည့်နေပါတယ်ထိုမျိုးသမီးနှစ်ယောက်ဟာလေးနက်တဲ့စကားဝိုင်းလေးတစ်ခုဖြစ်ပေါ်ခဲ့ပြီးမိုးရန်ကမင်ဂျူကိုအချိန်မရွေးတည်ဆုံသွားနိုင်တဲ့စစ်သားတစ်ယောက်ကိုချစ်ရတာမကြောက်ဘူးလားလို့မေးမြန်းပါတယ်မင်ဂျူကတော့သူမအနေနဲ့သူ့ကိုလုံးဝလက်လွတ်ဆုံးရှုံးလိုက်ရမှာကိုပဲပိုပြီးကြောက်ရွံ့မိကြောင်းနဲ့ဒေယန်ရဲ့ဘေးနားမှာရှိနေရခြင်းကပဲသူမကိုခွန်အားတွေအမြဲတမ်းပြေဝနေစေတာဖြစ်ကြောင်းရင်တွင်းစကားဖွင့်ဟာပြောပြလိုက်ပါတော့တယ်နောက်တော့ရှုကျင်ဟာတယောက်တည်းအတွင်းနဲ့နေစဉ်မှာမင်ဂျူရောက်လာပါတယ်မင်ဂျူကသူရောမိုရန်ပါစစ်သားတယောက်ကိုချစ်ရတဲ့အကြောင်းတူညီတဲ့မိကုံမျိုးသူမကိုမေးခဲ့ကြတယ်လို့ပြောပြပါတယ်သူမကသူ့ကိုခဏတာစနောက်ပြီးနောက်လှည့်ထွက်သွားတဲ့လမ်းမှာဒေယန်နဲ့တိုက်ဆိုင်ဆုံမိပါတယ်ညစာစားပြီးတဲ့နောက်လက်ကလေးကင်တာမျိုးတော့မလုပ်ပေးနိုင်တော့အောင်အချစ်ရေးမှာအေးဆက်လုံးနဲ့ဒေယန်ကိုကြည့်ပြီးသူမစိတ်ကောက်နေမိတာပါဒေယန်ကဘာမှမပြောဘဲငြိမ်နေတဲ့အခါမင်ဂျူကစီအင်းကင်ထားခဲ့တဲ့ကြောက်ခဲကိုဒေယန်စီလှမ်းပေးလိုက်ပြီးသူမအစားအဲ့ဒီကြောက်ခဲနဲ့ပဲဒေယန်ကိုပြစ်ပေါက်လိုက်ဖို့စိတ်ဆိုးမှန်ဆိုးနဲ့ပြောလိုက်ပါတယ်မိုရန်ကတော့လူချေတိတ်မဲ့နေရာကိုရှာဖွေဖို့စူးစမ်းပေမဲ့စီဂျင်နဲ့ထပ်မံတိုးမိပြန်ပါတယ်သူမကအစည်းအဝေးတစ်ခုရှိတယ်ဆိုပြီးအကြောင်းပြချက်ပေးကရှောင်ထွက်ဖို့လုပ်ပေမဲ့စီဂျင်ကကမ်ဘာဆိုမှာကားတင်ကြံခဲ့တယ်လို့မျိုးနောက်တစ်ချိန်ထပ်မဖြစ်စေချင်တာမို့လိုက်ပို့ပေးမယ်လို့ကမ်းလှမ်းပါတယ်သူကသူမကိုသူ့ကိုထပ်ပြီးရှောင်မနေဘူးနဲ့သူကြားခဲ့ရတဲ့အတန်ဖိုင်အတွက်လည်းရှက်မနေဘူးပြောပါတယ်ဒါအပြင်သူ့အပေါ်ထားတဲ့သူမရဲ့ခံစားချက်ထက်သူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကပိုပြီးတော့တောင်ပြင်းထန်ပါသေးတယ်လို့ဝန်ခံလိုက်ပြီးသူမကိုချီးမွမ်းစကားဆိုကနောက်10မိနစ်နေရင်ဂိတ်ဝတ်မှာစောင့်နေမယ်လို့ပြောပြီးထွက်ခွာသွားပါတယ်မင်ဂျူကဒေယန်အဲ့ဒီနေရာမှာတင်ထိုင်နေတာကိုပြန်တွေ့တဲ့အခါမိုရန်တယောက်စောစောကဒေယန်နဲ့အတူရှိနေခဲ့တာလို့အထင်မှားသွားပါသေးတယ်တခြားတနေရာမှာတော့ယူဟွာကစစ်သားတွေကိုအဆိုင်ကူထုံးနဲ့ကုသပေးနေပြီးဒီပညာရက်ကိုတရားဝင်တင်ယူခဲ့တာမဟုတ်ပဲသူမရဲ့အဖေစီကနေတင်ယူခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ကီဘွန်ကတော့စကိုအသေးလဲစူးစမ်းပန်းစားချက်မှတ်နေပြီးသူကယူဟွာကိုဘဲကလဲလို့မေးတဲ့အခါသူမရဲ့ရှေးဟောင်းဆန်လာတဲ့လေယူလေသိန်းအကြောင်းကိုစနောက်ကြပါတယ်ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးနောက်ရှုကျင်ကမိုးရန်ကိုကားတင်ပြီးလမ်းလျှောက်ထွက်လာပါတယ်လူတိုင်းကမိမိတို့ရဲ့တာဝန်တွေကြမ်းတမ်းလာပေမဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေကြတာကိုမိုးရန်ကသတိထားမိတဲ့အခါရှုကျင်ကအခုလိုခက်ခဲတဲ့မရှင်တွေရဲ့လေးလံမှုကိုခံနိုင်ရရှိဖို့အတွက်ဟာတာညံကကူညီပေးတာဖြစ်ကြောင်းရှင်းပြပါတယ်သူမကအန်ရများတဲ့အလုပ်တွေကိုလုပ်ရတာမကြောက်ဘူးလားလို့မေးတဲ့အခါသူကဒါဟာအချစ်သေးကြရှုံးရတာလောက်မကြောက်ဖို့ကောင်းပါဘူးလို့ပြန်ဖြေပါတယ်သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကစနောက်ကြည်စင်မှုတွေစီကူးပြောင်းသွားစင်မှာပဲရုတ်တရက်သူတို့စီးလာတဲ့ကားကကြမ်းတမ်းတဲ့မြေပြင်တစ်ခုကိုတိုက်မိသွားပါတယ်စီအင်းကသူတို့တွေမိုင်းကွင်းထဲကိုရောက်ရှိသွားပြီးဖြစ်မှန်ချက်ချင်းရိပ်မိသွားပြီးဒါဟာမကြခင်ကလှုပ်ခတ်သွားတဲ့ငလင်ကြောင့်မြေပြင်ပျက်စီးကမိုင်းတွေပေါ်လာတာဖြစ်နိုင်ပါတယ်စကားပြောဆက်လိုင်းကလည်းပြတ်တောက်နေတာကြောင့်သူကမြေမြုပ်မိုင်းတွေရှိနေတဲ့နေရာကိုအလံငယ်လေးတွေနဲ့အမှတ်အသားပြုလုပ်ပြီးမိုရန်ရဲ့လက်ကင်အိတ်ကိုတော့အမှတ်အသားပစ္စည်းတွေတည်ဆောင်ဖို့တုံးလိုက်ပါတယ်သူကသူမကိုတလန်းချင်းစီတိတိကျကျဘေးကင်းအောင်လမ်းပြခေါ်ထုတ်ခဲ့ပါတယ်သူတို့နှစ်ယောက်မိုင်းကွင်းထဲကနေဘေးကင်းစွာလွတ်မြောက်လာတဲ့အခါမိုရန်တယောက်ထိတ်လန့်တုန်လှုပ်မှုကြောင့်မြေပြင်ပေါ်ကိုလဲပြိုကျသွားပါတယ်စီအင်းကသူမရဲ့စိတ်သက်ကြံ့ခိုင်မှုကိုချီးကျူးစကားဆိုပါတယ်သူတို့နှစ်ယောက်အတူရှိတဲ့အချိန်တိုင်းကရိုမန်တဆန်မဲ့အစားအမြဲတမ်းအရှင်ခန်းတွေပဲဖြစ်နေရတာကိုလည်းစနောက်မိကြပါတယ်သူကမိုင်းကွင်းရှိကြောင်းတတိပေးဆိုင်ပုံရေးဖို့သူမရဲ့နှက်ခမ်းဒီကိုခဏချေပြီးရေးသားလိုက်တယ်လို့မိုရန်ကလည်းပိုပြီးထိရောက်သွားအောင်ဘေးနားမှာဦးကောင်းခွန်ပုံလေးကိုထပ်ဖြစ်ဆွဲပေးလိုက်ပါတယ်သူတို့လမ်းလျှောက်ထွက်လာကြရင်နိုင်ပေါင်းများစွာလမ်းလျှောက်ရမှာဖြစ်လို့လက်ကင်ပြီးတွားကြရအောင်လို့ရှုကျင်ကအကြံပြုပါတယ်သူမကညင်းဆိုတာကြောင့်သူတို့နှစ်ယောက်ချစ်စနိုးနဲ့အပြန်အလှန်စကားနိုင်လူနေကြစင်မှာပဲဖြတ်မောင်းလာတဲ့ကုန်တင်ကားတစ်စီးကသူတို့နှစ်ယောက်ကိုကြုံလို့တင်ခေါ်သွားပါတော့တယ်ကုန်တင်ကားနောက်ခန်းမှာစီးနှင်းလိုက်ပါလာရင်မိုရန်ကစောစောတုန်းကမင်ဂျူဖြေခဲ့တဲ့စကားကိုစီဂျင်အားပြန်လဲပြောပြပါတယ်ထို့နောက်စီဂျင်ကသူမအနေနဲ့ကျန်တဲ့ဆေးဖွဲ့သားတွေနဲ့အတူကိုရီးယားကိုပြန်တော့မှလာလို့မေးပါတယ်သူမကဟင်းကျမသူ့အတွက်ကြောင့်နဲ့ဒီမှာပဲဆက်နေခဲ့မှာလို့ဖြေလိုက်ပါတယ်သူမကဒါဟာသူမရဲ့တကယ်ခံစားချက်အစစ်အမှန်ကိုဝန်ခံလိုက်တာပဲလားလို့ရေရွတ်မိတဲ့အခါသူကတော့တောင်းပန်စကားကိုပဲစောင့်နေတော့မှလို့ပြောလိုက်တာကြောင့်
သူမကသူ့နားကိုတိုးကပ်သွားပြီးသူ့ကိုနမ်းလိုက်ပါတော့တယ်ပြီးတော့ထပ်လဲထပ်မံနမ်းရှိုက်လိုက်ပါသေးတယ်စခန်းကိုပြန်ရောက်တဲ့အခါသူတို့နှစ်ယောက်ကိုလန်းကိုခွဲပြီးပြန်ကြပါတယ်ကုန်တင်ကားနောက်ခန်းကကောက်ရိုးတွေမျက်ခြောက်တွေသူတို့ကိုယ်ပေါ်မှာပေးကျဲနေတာကိုဒေါက်တာဆောင်းနဲ့နတ်မလေးဟာတို့ကချက်ချင်းသတိထားမိသွားကြပါတယ်ဒေါက်တာဆောင်းကတော့တကယ်ကိုမနာလိုဖြစ်ပြီးအားကျတဲ့မျက်လုံးတွေနဲ့ထိုးဆုံတွဲရဲ့အတူရှိခဲ့မဲ့အချိန်တွေကိုစိတ်ကူးရင်တက်ပြင်းချနေရှာပါတယ်တစ်ဖက်မှာတော့အာဂတ်ကစောက်လုပ်ရေးမန်နေဂျာကိုဖမ်းမိသွားပြီးစိန်တွေကိုပေးဖို့ချင်းချောက်တောင်းဆိုပါတယ်မန်နေဂျာကတော့ခတ်ထားတဲ့တစ်တာတစ်လုံးကိုကမ်းပေးလိုက်ပြီးတော့ပြက်နေတယ်လို့အကြောင်းပြပါတယ်အာဂတ်ကတစ်တာကိုယူလိုက်ပေမဲ့မန်နေဂျာကိုတော့ဆက်လက်ချင်းချောက်ခဲ့ပါတယ်နောက်တော့အဲ့ဒီတစ်တာထဲမှာစိန်တွေရှိမနေမှန်းသိသွားတဲ့အခါအာဂတ်ကဒေါသတကြီးနဲ့မန်နေဂျာကိုလိုက်လံရှာဖွေပြီးဖမ်းဆီးဖို့သူ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်။ကျမ်းမာရေးစခန်းမှာတော့မန်နေဂျာကသူဒဏ်ရာရထားတာမို့စိုးကိုလေရင်နဲ့ချက်ချင်းပြန်ပို့ပေးဖို့အတင်းအကျပ်တောင်းဆိုနေပေမဲ့မင်ဂျူနဲ့ဒေယန်တို့ကတော့သူ့ရဲ့ဟန်ဆောင်မှုကိုလုံးဝမယုံပါဘူး။ဒေယန်ကသူ့ကိုအပြင်ကိုမောင်းထုတ်လိုက်ပြီးနောက်ထပ်ပြဿနာတွေထပ်မရှာဖို့တတိပေးလိုက်ပါတယ်။ချီဟွန်းကစိုးကိုပြန်မဲ့လေရင်ပေါ်ကသူ့ရဲ့ခုံနေရာကိုဆွန့်လွတ်လိုက်တာကြောင့်မန်နေဂျာကဘတ်စကားပေါ်တက်သွားခွင့်ရသွားပါတယ်။အတိတ်ဖြစ်ရဲ့ပြန်ပြကွက်အရမန်နေဂျာဟာအာဂတ်စီတစ်တာလုတ်ကိုမပေးအပ်ခင်မှာတင်စိန်တွေကိုမျိုးချပစ်ခင်မှန်ပေါ်ပေါက်လာပါတယ်။ချီဟွန်းကတော့စိတ်တန်ရာတွေပြင်းထန်စွာရပြီးလူသူဝေးရမှာတိတ်တဆိတ်ပုံအောင်နေသေးပါပဲ။ဒေါက်တာဆောင်းကပုံနေတဲ့ချီဟွန်းကိုရှာတွေ့သွားပြီးစကားလာပြောပါတယ်။ချီဟွန်းကမင်ကြီးနဲ့ပတ်သက်ပြီးဘာဖြစ်ခဲ့လဲဆိုတာကိုတိုက်ရိုက်မဖြေပဲရှောင်ကွင်းသွားပေမဲ့အကယ်၍ဒီကိစ္စကိုသူကိုယ်တိုင်မဖြေရှင်းနိုင်တော့ဘူးဆိုရင်တော့အကူအညီတောင်းပါမယ်လို့ဆိုလာပါတော့တယ်။လေးစိတ်မှာတော့အာဂတ်ရဲ့လူတွေကသူ့ကိုလိုက်လံရှာဖွေနေကြတာကြောင့်မန်နေဂျာဟာလူမြင်ကွင်းကနေတိတိကျကျပုံအောင်နေရပါတယ်။စိန်တွေပျောက်ဆုံးသွားလို့ဒေါသထွက်နေစေဖြစ်တဲ့အာဂတ်ကတော့နင်းစီနီလို့အမည်ဝက်ပေးထားတဲ့တခြားမျိုးစားပစ္စည်းပို့ဆောင်မှုတစ်ခုကိုလှုပ်ဆောင်ဖို့သူ့လူတွေကိုဖုံးဆက်အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့စီဂျင်ဟာမိုးရန်မျက်နှာတက်နေတာကိုစနိုင်ပရိုင်ဖယ်ရဲ့မှန်ပြောင်းလဲကနေတဆင့်အဝေးကနေလှမ်းကြည့်နေပါတယ်။သူကတစ်ချက်ပြုံးလိုက်ပြီးသူမစီကနေမျက်တောင်မခတ်တန်းမျောကြည့်နေမိတာပါ။ဒေယန်ကအနားကိုရောက်လာပြီးတနက်ကသာတန်ရှင်းနေတာဖြစ်တဲ့လူရဲ့စိတ်ကတော့တွားစစ်ဖို့လိုနေပြီထင်တယ်လို့စနောက်လိုက်ပါတယ်။ထိုအချိန်မှာပဲကြားဝါလို့အမည်ဝက်ပေးထားတဲ့ဗိုလ်ချုပ်ကြီးယွန်ဟာစစ်စေးခီးစဉ်အတွက်စခန်းကိုရောက်ရှိလာတော့မယ်ဆိုတဲ့သတင်းကိုသူတို့ရရှိလိုက်ကြပါတယ်။လူတိုင်းကပြပြတလဲပြင်ဆင်ကြပေမဲ့ဗိုလ်ချုပ်ကြီးယွန်ဟာကုလသမဂ္ဂအစည်းအဝေးတစ်ခုစီအရေးပေါ်ခေါ်ယူခြင်းခံလိုက်ရတာကြောင့်စစ်စေးခီးစဉ်ကိုဖျက်သိမ်းလိုက်ရပါတယ်။ဒါပေမဲ့သူကစီဂျင်ဒေယန်မင်ဂျူနဲ့မိုယန်တို့ကိုလေစိတ်စီလာရောက်တွေ့ဆုံမှုဆင့်ခေါ်လိုက်ပါတယ်။မိုယန်ကဗိုလ်ချုပ်ကြီးကိုဘယ်လိုမျိုးအလေးမြတ်ပြုနှုတ်ဆက်ရမလဲလို့မေးတဲ့အခါစီဂျင်ကစစ်သားအန်ကယ်ကြီးလို့ခေါ်လိုက်ပါဆိုပြီးနောက်ပြောင်ပါတယ်ဗိုလ်ချုပ်ကြီးယုံရောက်လာတဲ့အခါမိုယန်ကစစ်သားတွေလိုအလေးမပြုတတ်တာကြောင့်သူမရဲ့ရင်ဘတ်ပေါ်လက်ကလေးတင်ပြီးရိုသေစွာနှုတ်ဆက်လိုက်ပါတယ်ဗိုလ်ချုပ်ကြီးရဲ့ရုံးခန်းထဲမှာတော့သူကကပ်ပေးစုံထဲမှာစူးစမ်းပန်းစားကူညီပေးခဲ့တဲ့မိုယန်ကိုကျေးဇူးတင်စကားဆိုပြီးပြန်ခွင့်ပေးလိုက်ပါတယ်ထို့နောက်သူကရှုကျင်ကိုမင်းကိုတမက်လောင်းဖြစ်စဉ်းစားထားတာကိုဖျက်သိမ်းလိုက်ပြီးလို့ပြောပါတယ်အပြင်ရောက်တော့ရှုကျင်ကမိုယန်ကိုအဲ့ဒီအကြောင်းပြန်ပြောပြတဲ့အခါသူမတယောက်တိတိတတ်တာကြီးစိတ်သက်သာရသွားပါတော့တယ်နောက်တစ်ယောက်ကတော့မင်ဂျူဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးယုံကဒေယန်ကိုပြန်တွေ့ရလို့ပြောရဲလားလို့မေးတဲ့အခါသူမကပျော်ရွှင်ကြောင်းဖြေကြားပြီးသူမတို့အရေးကိုခက်ခဲအောင်ထပ်ပြီးမလုပ်ဖို့အဖေဖြစ်သူကိုတောင်းဆိုပါတယ်ဒေယန်ကလည်းဗိုလ်ချုပ်ကြီးကိုသူ့ရဲ့ခံစားချက်တွေဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ကြောင်းနဲ့သူမကိုနောက်တစ်ချိန်ဘယ်တော့မှထပ်ပြီးလက်လွတ်ဆုံးရှုံးခံမှာမဟုတ်တော့ကြောင်းပြက်ပြက်သားသားရှောက်တင်လိုက်ပါတယ်နောက်ဆုံးမှာတော့ဗိုလ်ချုပ်ကြီးယုံကသူတို့နှစ်ယောက်ကိုသဘောတူခွင့်ပြုပေးလိုက်ပါတယ်ဒါပေမဲ့စီကံချက်တစ်ခုအနေနဲ့ဒေယန်ဟာစစ်တပ်ကနေထွက်ရမှာဖြစ်ပြီးအရက်သားတစ်ယောက်အနေနဲ့ပဲဘဝကိုတိဆောက်ရမယ်လို့သတ်မှတ်လိုက်ပါတယ်နောက်တော့ကားစီဖြစ်နေတော့စီဂျင်ကမိုးရန်ကိုသူဟာမင်ဂျူလိုမျိုးသမီးမျိုးကိုဘယ်တော့မှစိတ်မဝင်စားခဲ့ကြောင်းအကြောင်းကတော့သူဟာလူတစ်ယောက်ကိုရွေးချယ်တဲ့အခါနောက်ခံအတိုင်းဝိုင်းကိုကြည့်ပြီးမရွေးချယ်တတ်လို့ပါလို့ရှင်းပြပါတယ်မိုးရန်ကသူမထက်မင်ဂျူကပိုတာနေမလားဆိုပြီးအနှဲငယ်တဝင်းတိုးစိတ်ဝင်လာတာကြောင့်စီဂျင်ကသူမရဲ့စိုးရိမ်ပူပန်မှုတွေကိုဖယ်ရှားပေးတဲ့အနေနဲ့ညင်သာစွာနမ်းရှိုက်လိုက်ပါတော့တယ်အဲ့ဒီစီဆိုင်မှာတင်သူတို့နှစ်ယောက်ဟာစေဝါအချို့ကိုခိုးယူရင်းမိသွားတဲ့ကောင်လေးတစ်ယောက်နဲ့တိုးမိကြပါတယ်။မိုယန်ကထိုကောင်လေးမှာဝက်သက်ယောဂဖြစ်နေနိုင်တယ်လို့တန်တရားဝင်ပြီးတိတိကျကျစေကူတာမှုခံယူနိုင်စေဖို့အတွက်သူနဲ့တူလိုက်သွားပေးရမယ်လို့ဆိုပြောပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကောင်လေးကိုသူ့ရဲ့ကြေးရွာစီကားနဲ့လိုက်ပို့ပေးခဲ့ကြပါတယ်။တစ်ဖက်မှာတော့မင်ဂျူဟာအဖေဖြစ်သူကသူတို့အရေးကိုလွယ်လွယ်ကူကူခွင့်ပြုပေးလိုက်တာကိုကြားရတဲ့အခါအဖေမှာတခုခုမှားယွင်းနေပြီးယောဂအခြေအနေဆိုးရွားနေပြီးလို့တန်တရားဝင်သွားပြီးစိုးရိမ်တကြီးနဲ့အမြန်ပြန်သွားပါတယ်။ကွင်းထဲမှာကြံရစ်ခဲ့တဲ့ဒေယန်ကတော့စိတ်ပူပန်တဲ့မျက်နှာနဲ့ငေးကြံခဲ့ရပါတယ်။ကောင်လေးရဲ့ကြေးရွာကိုရောက်တဲ့အခါစီဂျင်နဲ့မိုယန်တို့ဟာပတ်ဝန်းကျင်မှာတခုခုပုံမှန်မဟုတ်တာကိုသတိထားမိလိုက်ကြပါတယ်။အနီရောင်ဝတ်စုံဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်ကအင်္ဂလိပ်လိုစကားဆိုလာပြီးဒီရွာကကလေးတွေအားလုံးဖျားနာနေကြကြောင်းနဲ့ဒီရွာဟာတကယ်တော့ကလေးသူငယ်လူကုန်ကူးမှုလုပ်တဲ့ဂေဟာတစ်ခုဖြစ်ကြောင်းပြောပြပါတယ်။သူမကိုဒီနေရာကနေကဲထုတ်ပေးမယ်ဆိုရင်သူတို့ကိုကူညီပါမယ်လို့ကမ်းလှမ်းလာပါတယ်။စခန်းကိုပြန်ရောက်နေတဲ့စစ်သားတွေကတော့စီဂျင်ရဲ့ GPS လိုင်းပြတ်တောက်သွားတာကိုသတိပြုမိသွားကြပါတယ်။ဒန်နီယယ်ကဒေယန်ကိုအဲ့ဒီရွာဟာလူကုန်ကူးမှုတွေလှုပ်ဆောင်တဲ့အမှောင်စခန်းတစ်ခုဖြစ်ကြောင်းပြောပြနေစင်ပါပဲ။စီဂျင်ကအဲ့ဒီသတင်းကိုအစောကြီးကတည်းကရိပ်မိသွားပြီးသားဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအာဂတ်ရောက်ရှိလာတာကြောင့်စီဂျင်ကဖုန်းလိုင်းကိုဖျက်တောက်လိုက်ပြီးမိုယန်ရဲ့ရှေ့မှာကာကွယ်တဲ့အနေနဲ့မမမတ်ရက်လိုက်ပါတယ်။
အာဂတ်စ်ကခင်မင်စရာကောင်းတဲ့ပုံစံမျိုးဟန်ဆောင်နေပေမဲ့အနီရောင်ဝတ်စုံနဲ့မိန်းကလေးကအာဂတ်စ်ကိုတနက်နဲ့လှမ်းပစ်လိုက်ပြီးအဲ့ဒီတနက်ကိုစီဂျင်ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်သူမကမိုရန်ကိုအဲ့ဒီလူယုံမာကိုစေးမကူပေးပဲတေခွင့်ပေးလိုက်ဖို့အသေးအတန်တောင်းပန်ပါတယ်မိုရန်ကဘာလို့ရမှန်းမသိဝေခွဲမရဖြစ်နေစဉ်စီဂျင်ကသူမကိုဆရာဝန်တယောက်အနေနဲ့လူနာရဲ့အသက်ကိုကယ်တင်ဖို့ပဲအာယုံစိုက်ပါကြံတဲ့ကိစ္စအဝါဝါကိုတော့သူပဲတာဝန်ယူဖြေရှင်းပေးမယ်လို့ပြောလိုက်ပါတယ်မိုရန်ဟာစစ်မြေပြင်ရဲ့ကြမ်းတမ်းလာတဲ့ကြမ်းပြင်ပုံမှတင်ထုံစေးမပါပဲအာဂတ်စ်ကိုအရေးပေါ်ခွဲစိတ်ကူတာမှုကိုပြုလုပ်ပေးရပြီးစီဂျင်ကတော့အာဂတ်စ်ရဲ့လက်ပါစီလူမိုက်တွေရမပြုတ်နိုင်အောင်တနက်နဲ့ချိန်ရွယ်ပြီးအခြေအနေကိုထိန်းချုပ်ပေးထားပါတယ်သူတို့တွေအာဂတ်စ်ရဲ့အသက်အန္တရာယ်ကိုနောက်ဆုံးမှာတော့ဝေဒနာတက်တာအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပေမဲ့စီဂျင်ကလည်းအာဂတ်စ်ရဲ့မျက်နှာကိုစိုက်ကြည့်ပြီးသူနဲ့အာဂတ်စ်ကြားမှာဘာတငယ်ချင်းတန်ရောစင်မှကြံရင်မနေတော့ဘူးဆိုတာကိုအပြတ်သက်သတိပေးလိုက်ပါတော့တယ်ကလေးတွေကိုကိုရီးယားစစ်သားတွေကဘေးကင်းစွာကယ်ထုတ်သွားနိုင်ခဲ့ပါတယ်နောက်တော့မိုရန်ဟာသူမကဆရာဝန်ဖြစ်ပြီးသူကတော့လိုအပ်ရင်အသက်စီဝင်းကိုချွေရမဲ့သူဆိုတဲ့စီဂျင်ရဲ့စကားတွေကိုပြန်လဲကြားရောက်နေမိပါတယ်တစ်ဖက်မှာတော့အနီရောင်ဝတ်မိန်းကလေးဟာထိတ်လန့်တုန်လှုပ်မှုတွေမပြေနိုင်သေးပဲသူမရဲ့ရန်သူအာဂတ်စ်ကိုဘာလို့ကယ်ခဲ့တာလဲဆိုပြီးမိုရန်ကိုဒေါသတကြီးရန်လုပ်ပါတယ်မိုရန်ကသူမကိုနှက်သိမ့်ဖို့စူးစမ်းပေမဲ့စစ်သားတွေနဲ့လူကြီးတွေအပေါ်ထားရှိတဲ့ထိုမိန်းကလေးရဲ့မယုံကြည်မှုကတော့အမြင့်တွယ်နေစေဖြစ်ပါတယ်အချိန်ထဲမှာပဲအစိုးမျိုးမှာတော့ချီဟွန်းရဲ့ဇနီးတွေဟာလေရင်စီးမဲ့သူတွေရဲ့စည်ရင်းထဲမှာသူ့နာမည်ပါဝင်နေပါလျက်နဲ့ပြန်မလာသေးတာကြောင့်တန်တရားဝင်နေပါတယ်တကယ်တော့သူဟာသူ့ရဲ့ခုံနေရာကိုတခြားလူနာတယောက်အတွက်ဆွတ်လွတ်ပေးခဲ့တာဖြစ်ပါတယ်။အာဖနိုင်ငံမှာကြံရစ်ခဲ့တဲ့ဆေးအဖွဲ့ကတော့ဝက်သက်ယောဂကူးစက်ပြန့်ပွားမှုကိုရင်ဆိုင်နေရပါတယ်။မင်ဂျူနဲ့မိုရန်တို့ဟာရှေ့တန်းကနေပါဝင်လာပြီးမင်ဂျူကမိုရန်ကိုအန္တရာယ်ရှိတဲ့ကွင်းစင်းလုပ်ငန်းတွေထဲမပါဝင်စေချင်ပေမဲ့မိုရန်ကတော့ပုံမရဲရင်ကြန့်ခိုင်လာတဲ့စိတ်ဓာတ်နဲ့အတူကာကွယ်ဆေးထိုးနှံမဲ့မစ်ရှင်မှာမဖြစ်မနေလိုက်ပါမယ်လို့ဆွတောင်းဆိုပါတယ်။ကြေးရွာစီမောင်းနေလာတဲ့လန်ခီမှာဒေယန်ကတခြားအလုပ်ကိုင်တစ်ခုခုပြောင်းလို့ရင်သူတို့နှစ်ယောက်အတူရှိချိန်ပိုရမလားလို့မေးမြန်းတဲ့အခါမင်ဂျူကတော့သူမအနေနဲ့စစ်သားဒေယန်ကိုပဲလိုချင်တာပါလို့ပြက်ပြက်သားသားဆိုပါတယ်။ရွာကိုရောက်တဲ့အခါရွာလုံးကျွတ်လူသူကင်းမဲ့နေတာကိုတွေ့ရတာကြောင့်ကလေးတွေဘယ်ရောက်ကုန်လဲဆိုတဲ့မေးခွန်းအသစ်တစ်ခုပေါ်ပေါက်လာပါတယ်။စီဂျင်ကဗိုလ်ချုပ်ကြီးယွန်စီအာဂတ်စ်ရဲ့နောက်ထပ်ဒုစရိုက်လုပ်ငန်းအသစ်တွေအကြောင်းအစီရင်ခံပါတယ်။ဗိုလ်ချုပ်ကြီးယွန်ကကိုရီးယားတပ်ဖွဲ့တွေကိုဒီကိစ္စကနေနောက်ဆုတ်ဖို့အမိန့်ပေးလိုက်တာကြောင့်စီဂျင်တယောက်စိတ်ပြတ်သွားရပေမဲ့စစ်သားပိသားစွာပဲအမိန့်ကိုနာခံလိုက်ရပါတယ်။နောက်တော့မိုရန်ဟာအတွင်းနဲ့နေတဲ့စီဂျင်ကိုတွေ့သွားပြီးကော်ဖီတစ်ခွက်ကမ်းပေးရင်တိတ်ဆိတ်အေးချမ်းတဲ့အခိုက်အတန့်လေးကိုအတူတူဖြတ်တန်းကြပါတယ်။မုံတိုင်းပြီးစအခြေအနေလေးမှာသူတို့နှစ်ယောက်ရဲ့တန်ရောစင်ကပုံမိုလေးနဲ့လာစင်မှာပဲမိုရန်ဟာလှုပ်ဝက်ဆန်းပြတဲ့ပါဆယ်ထုတ်တစ်ခုကိုတွားယူဖို့တတိယပြီးရုတ်တရက်အပြေးလွှားထွက်ခွာသွားပါတယ်။ထိုအခါစခန်းတစ်ခုလုံးပွက်လောရိုက်သွားပါတော့တယ်။မိုရန်ကဒေယန်ကိုရှင်ဂျီယန်လို့ခေါ်တဲ့မိန်းကလေးစီကလာတဲ့ delivery ထုတ်ကိုတွားယူပေးဖို့ပြောလိုက်တာပါ။အဲ့ဒီအမည်ကိုကြားလိုက်ရုံနဲ့တင်စီဂျင်နဲ့ဒေယန်တို့နှစ်ယောက်ဟာလမ်းဖြတ်သွားတဲ့ចောင်းသားလေးတွေလိုအသေးအတန်ပြေးလွှားကြပါတော့တယ်။မင်ဂျူလဲဒါကိုကြားသွားပြီးအခန်းထဲကိုဒေါသတကြီးဝင်လာတဲ့အခါတန်တရားဖြစ်ဖွယ်ပါဆယ်ထုတ်ထဲမှာဒေယန်နဲ့စီဂျင်တို့ဟာလှပတဲ့လေရင်မဲနှစ်ယောက်နဲ့အတူပျော်ပျော်ပါပါထမင်းစားနေတဲ့တပ်ပုံကိုရှာတွေ့သွားပါတယ်။အမျိုးသမီးနှစ်ယောက်စလုံးဟာဒေါသမီတောက်လောင်သွားကြပါတယ်။စီဂျင်နဲ့ဒေယန်တို့ကတော့အထာမကျစွာနဲ့အလူရက်စင်ကြေပေးကြပေမဲ့တယောက်တစ်ပေါက်ဖြစ်နေတာကြောင့်ပိုလို့တောင်အခြေအနေဆိုးသွားပါတယ်။အပြင်ကစစ်သားတွေကတော့ဒါကိုသဘောတကျချောင်းနှားထောင်ရင်သူတို့နှစ်ယောက်ကိုဘလောက်အထိနဲ့တူးကြမလဲဆိုတာကိုလောင်ကြီးထက်နေကြပါတယ်။အဲ့ဒီနောက်မိုရန်နဲ့စီဂျင်တို့တီးတန့်ဆုံတဲ့အခါတင်းမာမှုအချို့ရှိနေစေဖြစ်ပါတယ်။သူမကသူပြောတဲ့ရိုးသားတဲ့လက်ဖက်ရည်ဝိုင်းဆိုတဲ့ဇလံကိုလုံးဝမယုံကြည်ပါဘူး။ဒါပေမဲ့ဂျီဆူးစီကဖုံးဝင်လာတာကြောင့်အခြေအနေကလမ်းကြောင်းပြောင်းသွားပါတယ်။တစ်ဖက်မှာတော့ချီဟွန်းဟာမင်ဂျေးနဲ့အတူရှိနေစေဖြစ်ပြီးမင်ဂျေးကငလင်လုတ်တုံးကသူ့ကိုပြစ်ပြေးခဲ့တဲ့အတွက်ချီဟွန်းကိုဒေါသတကြီးထက်မှန်အောင်ဟစ်ပါတယ်။ချီဟွန်းဟာစိတ်မကောင်းခြင်းကြီးစွာနဲ့ငိုကြွေးပြီးသူ့ရဲ့အပြစ်ရှိမှုကိုဝန်ခံကာခွင့်လွှတ်ဖို့တောင်းပန်ပေမဲ့မင်ဂျေးကတော့လွယ်နဲ့ခွင့်မလွှတ်နိုင်သေးပါဘူး။ထိုအချိန်မှာပဲအခြေအနေတွေကပိုမိုဆိုးရွားသွားပါတယ်။ထိုနီယောင်ဝတ်မိန်းကလေးဟာထုံဆေးနဲ့ဆေးဝါးအလုံးကိုခိုးယူသွားခဲ့ပါတယ်။သူမကတော်မီလို့ခေါ်တဲ့လူတစ်ယောက်နဲ့ဆက်သွယ်ပြီးဆေးဝါးတွေကိုမှောင်ခိုရောင်းချကာထွက်ပြေးဖို့ကြံစည်နေတာပါ။စီဂျင်နဲ့မိုရန်တို့ဟာသူမနောက်ကိုလိုက်လံစုံစမ်းရင်းတိုးလောင်ယုံတစ်ခုစီရောက်သွားပြီးအဲ့ဒီမှာတနက်ကင်ဆောင်ထားတဲ့လူမိုက်အဖွဲ့နဲ့ရင်ဆိုင်ရပါတယ်။စီဂျင်ကချက်ချင်းပဲအရှင်ဝင်ပြီးလူမိုက်အဖွဲ့ကိုတနက်ဖြုတ်ချကာမိန်းကလေးကိုအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။မိုရန်ကကားကိုမောင်းနှင်ပြီးသူတို့ကိုကဲထုတ်ဖို့ဝင်လာပေမဲ့သူတို့ထွက်ပြေးတဲ့ကားကလမ်းမှာထပ်မံပြတ်သွားပြန်ပါတယ်။စီဂျင်ကမင်းဖြက်စီးလိုက်တဲ့ကားပေါင်း3စီးရှိသွားပြီလို့ခနဲ့တဲ့ဆက်နောက်လိုက်ပါတယ်။စခန်းကိုပြန်ရောက်တော့ဒေယန်ကမြေမြုပ်မိုင်းတွေကိုရှင်းလင်းနေစင်မှာပဲမင်ဂျူကအတိမပေးပဲရောက်လာပါတယ်။စိတ်ကောက်နေစေဖြစ်ပေမဲ့လည်းသူမကဒေယန်ရဲ့မျက်နှာပေါ်ကိုနေလောင်ကခရံလိုက်လံလိမ့်ပေးတာကိုမတားဆီးနိုင်ပါဘူး။ဒေယန်ကသူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးနမ်းဖို့ပြင်ဆင်မှာပဲစကားပြောဆက်ထဲကနေထွက်ပေါ်လာတဲ့စီဂျင်ရဲ့အတန်ကသူတို့ကိုကြားဖြတ်နှောက်ယှက်လိုက်ပါတော့တယ်။နောက်တော့မိုရန်ကထိုမိန်းကလေးရဲ့ပညာရေးအတွက်ကုန်ကြစည်ကိုသူမတယောက်တည်းဖြစ်စိုက်ထုတ်ထောက်ပံ့ပေးမယ်လို့ကမ်းလှမ်းပါတယ်။စီဂျင်ကသူမကိုလေးစားအားကြတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်ဒီလောက်ထိဆွဲဆောင်မှုရှိနေတာကိုတော်ပါတော့လို့စနောက်လိုက်ပြီးသူဟာသူမရဲ့အပေါ်မှာလုံးဝကိုအသေးဆွဲကြွေဆင်းသွားခဲ့ပါပြီ။
ညဘက်မီးပြတ်သွားတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာညကြည့်မှန်ပြောင်းတွေကိုအသုံးပြုပြီးညစာရမမြန်ခောက်ဆွဲကိုတူတူစားရင်းပျော်ရွှင်စရာခိုက်တန့်လေးကိုဖန်တီးခဲ့ကြပါတယ်။တခြားတနေရာမှာတော့စိန်တွေကိုမျိုးချပြီးထွက်ပြေးနေစေဖြစ်တဲ့မန်နေဂျာဟာနိုင်ငံကူးလက်မှတ်အတုနဲ့အပ်ကနေထွက်ခွာဖို့စူးစမ်းစဉ်လေစိတ်အကောက်ခွန်မှာဖမ်းဆီးခြင်းခံလိုက်ရပါတယ်။မင်ကြီးကငလင်မလုတ်ခင်တုန်းကမန်နေဂျာစိန်တွေကိုဝက်နေပြီးမတင်ကားစရာပြုမှုနေတာကိုမြင်ခဲ့ကြောင်းဖွင့်ဟပြောပြလိုက်ပါတယ်။အာဂတ်ကမန်နေဂျာကိုပြန်လည်ဖမ်းဆီးသွားပြီးစိန်တွေကိုရယူဖို့အတွက်သူ့ရဲ့ဝမ်ဘိုက်ကိုဓာတ်နဲ့မခွဲစိတ်ရသေးခင်မှာတင်စီဂျင်ရဲ့အထူးတပ်ဖွဲ့ကစိုးဝင်ရောက်စီးနင်းပြီးမန်နေဂျာကိုကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။ဆေးရုံမှာတော့မန်နေဂျာကအဆအရာရာကိုညှင်းဆိုနေပေမဲ့အိတ်ဆေးရိုက်ကြည့်လိုက်တဲ့အခါသူ့ရဲ့ဝမ်ဘိုက်ထဲမှာစိန်တွေရှိနေစေဖြစ်ကြောင်းသက်သေပြလိုက်နိုင်ပါတယ်။ဒါပေမဲ့ပုံမကြီးမားတဲ့ပြဿနာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့သူဟာအလွန်အန္တရာယ်များပြီးအသက်သေဆုံးစေနိုင်တဲ့ဗိုင်းရပ်စ်ပိုးသုံးကူးစက်ခံထားရတာဖြစ်ပါတယ်။မိုယန်နဲ့မင်ဂျူတို့ဟာသူ့ကိုခွဲစိတ်ပေးနေစဉ်မှာပဲသူ့ရဲ့သွေးတွေနဲ့ထိတွေ့မိသွားကြပါတယ်။ဆေးရုံကိုအရေးပေါ်တီးတန့်ခွဲထားခြင်းလုပ်လိုက်ရပြီးဓာတ်ခွဲခန်းအဖြေအရသူတို့နှစ်ယောက်ထဲကတစ်ယောက်မှာပဲပိုးတွေ့ရှိကြောင်းထွက်ပေါ်လာပါတယ်။အဖြေထွက်လာတဲ့အချိန်မှာစီဂျင်နဲ့ဒေယန်တို့ဟာဆေးရုံစီအပြေးလွှားရောက်ရှိလာကြပါတယ်။ဒေယန်ဟာကန့်တက်ထားတဲ့ခွဲစိတ်ခန်းထဲကိုစွတ်အတင်းဝင်ရောက်သွားပြီးမင်ဂျူကိုတင်းကျပ်စွာဖတ်ထားရင်းလွတ်မပေးတော့ပါဘူး။မင်ဂျူကသူ့ကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာတော့ဗိုင်းရပ်စ်ပိုးကူးစက်ခံလိုက်ရတဲ့သူဟာသူမကိုယ်တိုင်ဖြစ်နေမှန်းရိပ်မိသွားပါတယ်။မင်ဂျူကသူ့ကိုအပြင်ထွက်သွားဖို့ငိုယိုတောင်းပန်ပေမဲ့ဒေယန်ကတော့သူမကိုအပြစ်ပယ်မသွားပဲဘေးနားမှာပဲမမမတ်ရှိနေပေးပါတယ်။နောက်ဆုံးမှာတော့မင်ဂျူဟာစစ်သားပီတာတဲ့စိတ်ဓာတ်ကိုမွေးမြူပြီးသူ့ကိုအခန်းပြင်ထွက်သွားဖို့ပြက်ပြက်တတအမိန့်ပေးလိုက်ပါတော့တယ်။မင်ဂျူဟာမန်နေဂျာနဲ့အတူတီးတန့်ခွဲထားတဲ့အခန်းထဲကိုရွှေ့ပြောင်းခြင်းခံလိုက်ရပါတယ်။မိုယန်ကတော့ဒေယန်ကိုသုံးဗိုင်းရပ်စ်အကြောင်းအချင်းချုပ်ရှင်းပြပေးပါတယ်။ဒီဗိုင်းရပ်စ်ဟာအီဘိုလာထက်တောင်ပိုမိုဆိုးရွားပြီးလက်ရှိအချိန်ထိတိကျတဲ့ကုထုံးမရှိသေးပေမဲ့ငယ်ရွယ်ပြီးကိုခံအားကောင်းရင်တော့မျှော်လင့်ချက်ရှိနိုင်ပါသေးတယ်။သွေးစစ်ဆေးမှုတွေနဲ့ကွာရန်တင်းစုံတွေကိုတိုးမြင့်တက်မှတ်နေစဉ်မှာပဲစီအင်းကစစ်သားတွေကိုဗိုင်းရပ်စ်ကြောင့်သူတို့ရဲ့မစ်ရှင်တွေရပ်တန့်သွားမှာမဟုတ်ကြောင်းစိတ်သက်မြင့်တင်ပေးပါတယ်။ပစ္စည်းတူလောင်ယုံတစ်ခုထဲမှာကွာရန်တင်းဝင်နေရတဲ့ဒေယန်ဟာစီဂျင်စီကနေစကားပြောဆက်တလုံးလက်ခံရရှိပြီးအဲ့ဒီဆက်ကတဆင့်မင်ဂျူနဲ့ဆက်သွယ်စကားပြောပါတယ်။သူတို့နှစ်ယောက်ရဲ့အပြန်အလှန်စနောက်ကြည့်စဲမှုတွေနောက်ွယ်မှာရင်နာစရာဝေဒနာတွေကွယ်ပြောက်နေရှာပါတယ်။သူတို့တွေတကယ်ပဲကြောက်ရွံ့နေကြသလိုတယောက်ကိုတယောက်လည်းအလွန်လွမ်းဆန်းနေကြတာကအထင်ရှားပါပဲဒေါက်တာဆောင်းနဲ့နတ်မလေးဟာတို့ရဲ့လူပြိုအနမ်းစကားတွေကလည်းကန့်တက်ထားတဲ့မှန်တကားတွေနောက်ကနေဆက်ရှိနေစေဖြစ်ပြီးဟာကဒေါက်တာဆောင်းဆွဲထားတဲ့ပုံကျန်းလေးတွေကိုချီကျူးကဒီပြဿနာတွေငြိမ်သက်သွားရင်ပြန်လာခဲ့မယ်လို့ကတိပေးပါတယ်မိုယန်ကဒန်နီယယ်စီကနေကာကွယ်ဆေးတွေလမ်းမှာရောက်နေပြီဖြစ်ကြောင်းနဲ့ကုလသမဂ္ဂယွန်းကလည်းမန်နေဂျာနဲ့ထိတွေ့ခဲ့သူမှန်သမျှကိုလိုက်လံရှာဖွေနေကြောင်းအတည်ပြုချက်ရယူလိုက်ပါတယ်ဗိုလ်မှူးကြီးဘက်ကပိုးတွေ့ရှိသူတွေကိုအမေရိကန်စီပို့ဆောင်ခြင်းပေမဲ့စီဂျင်ကတော့အခုလိုအကြီးအကျယ်ကူးစက်ပြန့်ပွားနိုင်ခြေရှိတဲ့အခြေအနေမျိုးမှာလူနာတွေကိုကုန်ပစ္စည်းတွေလိုသဘောမထားနိုင်ကြောင်းကန့်ကွက်ပြောဆိုပါတယ်ထို့အချိန်မှာစိုးမျိုးမှာတော့ထိတ်လန့်တုန်လှုပ်မှုတွေပြန့်နှံ့နေပါတယ်ဆေးရုံအုပ်ကြီးမှာချွေးပြန်နေရတယ်လို့ချီဟွန်းရဲ့မိခင်ကတော့ဆေးရုံမှာလာရောက်ပြဿနာရှာပြီးသူမရဲ့သားကိုအိမ်ပြန်ခေါ်ပေးဖို့အတင်းအကျပ်တောင်းဆိုနေပါတယ်။ငွေကြေးကအရာရာကိုစကားပြောနိုင်တာမို့သူမကဆေးရုံကိုထောက်ပံ့နေတဲ့ရန်ပုံငွေတွေကိုဖျက်တောက်လိုက်မယ်လို့ချိန်ချောက်လာပါတယ်။ဂျီဆူးနဲ့ဒေါက်တာဆောင်းတို့ဟာအွန်လိုင်းကနေတဆင့်ပူးပေါင်းပြီးသုံးဗိုင်းရပ်စ်အကြောင်းကိုသူတေသနပြုလုပ်ကြသလိုမင်ဂျီနဲ့ကီဘွန်တို့ကတော့ကူညီပံ့ပိုးပေးတဲ့ပါဆယ်ထုတ်တွေကိုလိုက်လံဝင်ငှရင်းအဲ့ဒီစိန်တွေရဲ့တမိုးကြီးမားပုံကိုအံ့ဩနေကြပါတယ်။ဗိုင်းရပ်စ်ကအသက်အန္တရာယ်ပေးနိုင်လောက်အောင်ကြောက်စရာကောင်းပေမဲ့လူတွေရဲ့လောဘကတော့ထိုဗိုင်းရပ်စ်ထက်တောင်ပိုမိုဆိုးရွားတဲ့ကူးစက်ရောဂါတစ်ခုလိုဖြစ်နေပါတယ်။ကာကွယ်ဆေးတွေရောက်ရှိလာပြီဆိုတဲ့သတင်းကြောင့်အားလုံးစိတ်သက်သာရာရသွားကြပါတယ်။စီဂျင်နဲ့မိုယန်တို့ဟာသွေးအုပ်စုတွေအကြောင်းနဲ့အပြန်အလှန်ဆက်နောက်ကြည့်စေရင်းရိုမန်တဆန်စကားဆိုဖြစ်ကြပြီးနောက်အခြေအနေကိုတည်ငြိမ်အောင်ပြန်ထိန်းလိုက်ကြပါတယ်။သူတို့နှစ်ယောက်စလုံးဟာဒီအိမ်မက်ဆိုးကြီးအမြန်ဆုံးပြီးဆုံးသွားပြီးမှတကယ်အချစ်ခိုက်တန့်တွေကိုအတူတူမျှဝေခံစားချင်နေကြတာပါနောက်တော့မိုယန်ဟာဒေတာခန်ကလေးငယ်တွေကြားထဲမှာဝက်သက်ယောဂထပ်မံကူးစက်နေတာကိုရှာတွေ့သွားပါတယ်ဒါပေမဲ့သူတို့တွေအေးအေးယူဆောင်ရွက်ခြင်းမပြုရသေးခင်မှာပဲစခန်းတစ်ခုလုံးအမိပြတ်သွားပါတယ်မန်နေဂျာရဲ့အသက်ရှူဆက်ရပ်တန့်သွားပြီးနှလုံးရက်ခတ်မှုဖြစ်ပွားလာတဲ့အခါကမောက်ကမတွေဖြစ်ကုန်ပါတယ်ချီဟွန်းဟာမန်နေဂျာရဲ့ကြိုက်ခဲခြင်းကိုခံလိုက်ရပေမဲ့လည်းဂယုမဆိုင်ပဲနှလုံးနှိုးဆွမှုဖရုံကိုအဆက်မပြတ်လှုပ်ဆောင်ပေးပြီးသူ့အသက်ကိုကယ်တင်ပေးခဲ့ပါတယ်ဒါကြောင့်သူဟာချီကျူးမှုတွေရရှိခဲ့ပြီးနောက်ဆုံးမှာတော့ဆရာဝန်စစ်တယောက်လိုခံစားလိုက်ရပါတယ်စိတ်လှုပ်ရှားပြီးဂုဏ်ယူနေတဲ့ချီဟွန်းဟာသူ့ရဲ့ဆေးဆက်ထားသူစီဖုံးဆက်တဲ့အခါသူမကသူ့ကိုစူပူအော်ဟစ်ပေမဲ့သူကတော့အချစ်တွေနဲ့ပဲတုံ့ပြန်လိုက်တာမို့သူမရဲ့ဒေါသတွေအရေးပြောကျသွားရပါတယ်ဝမ်းသာစရာသတင်းကောင်းတွေထပ်မံရောက်ရှိလာပါတယ်တခြားသူတွေရဲ့တွေးစစ်ချက်အလုံးဟာပိုးမရှိ negative အကြောင်းထွက်ပေါ်လာပါတယ်ဒေယန်လဲကွာရန်တင်းကနေလွတ်မြောက်လာပြီးမင်ဂျူရဲ့ဘေးနားကိုအပြေးလွှားသွားရောက်ခဲ့တယ်လို့စီဂျင်ကလည်းဗိုင်းရပ်စ်ပြန့်ပွားမှုကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းအစီရင်ခံပါတယ်အခြေအနေတွေပြန်လည်တည်ငြိမ်ခါစမှာပဲပြဿနာကထမင်းစားဆောင်တကားဝါကနေဝုန်းတိုင်းကျဲဝင်ရောက်လာပါတယ်လူရုပ်မှာမဟာမိတ်ဟောင်းအာဂတ်ဟာတွေးစစ်ဖို့လိုအပ်တယ်လို့မျိုးဟန်ဆောင်ပြီးဒေတာခန်အချို့နဲ့အတူရောက်ရှိလာတာပါ
သူကသူကိုယ်တိုင်မှာပိုးမရှိကြောင်းပြောဆိုပြီးမန်နေဂျာကိုတွေ့ခွင့်ရဖို့အတွက်ကာကွယ်ဆေးတွေကိုလက်ဆောင်အဖြစ်ကမ်းလှမ်းလာပါတယ်စီဂျင်ကဒါကိုလုံးဝမယုံကြည်ပဲသူ့ကိုဒီနေရာကနေထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်တနက်တွေအပြန်အလှန်ချိန်ရွယ်လိုက်ကြပြီးတင်းမာမှုတွေမြင့်တက်လာပေမဲ့အာကတ်စ်ကသူတည်တင်တာထက်ပိုတည်နေတဲ့အရေးအယောင်အချို့ကိုခြံထားခဲ့ပြီးနောက်ဆုတ်သွားပါတယ်ဒေါက်တာဆောင်းဟာပိုးမရှိပဲရိုးရိုးအေးမိတာပဲဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရတာမို့ကွာရန်တင်းကနေထွက်လာခဲ့ပြီးနတ်မလေးဟာကအပြင်မှာစောင့်ကြိုနေပါတယ်သူကသူမရဲ့လက်ထဲကိုစာတစ်စောင်ထည့်ပေးလိုက်ပါတယ်အဲ့ဒီထဲမှာမိုရန်နဲ့သက်ဆိုင်တဲ့အရေးကြီးတဲ့သူတည်တနာအချို့ကိုသူဆက်လက်လှုပ်ဆောင်ခြင်းတဲ့အကြောင်းပါရှိပါတယ်သူတို့နှစ်ယောက်ဟာအနောက်အာဖရိကမှာအသုံးပြုခဲ့တဲ့အလားအလာရှိတဲ့ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားကြပြီးအဲ့ဒီဆေးဝါးကိုရရှိနိုင်ဖို့အတွက်ဒန်နီယယ်စီကိုချက်ချင်းဆက်သွယ်လိုက်ကြပါတော့တယ်ဆေးဝါးကိုစောင့်ဆိုင်းနေစဉ်မှာပဲခန္ဓာကိုယ်အခြေအနေတိတိတတ်တာအားနည်းလာတဲ့မင်ဂျူဟာအဖေဖြစ်သူစီဖုန်းဆက်လိုက်ပါတယ်သူမကအဖေစကားကိုနားမထောင်ပဲကျွတ်ဆန်ခဲ့မိတာတွေကိုနောက်တရကြောင်းဝန်ခံပြီးဒေယန်ကိုစစ်တပ်ကထွက်ပြီးအလုတ်ကင်ပြောင်းဖို့ဖိအားမပေးပါနဲ့တော့လို့ငိုယိုတောင်းပန်ရှာပါတယ်ဖုန်းချပြီးတာနဲ့တပြိုင်နက်သူမသတိလစ်လဲကျသွားတာကြောင့်ဆရာဝန်တွေပြတလဲဖြစ်ကုန်ကြပါတယ်သူမရဲ့ပြင်းထန်နေတဲ့ဖျားနာမှုကိုချော့ချဖို့ရေခဲရေကန်နဲ့ထည့်ပြီးအသေးအတန်စူးစမ်းကြရပါတယ်စမ်းသက်ဆဲဆေးဝါးအသစ်တစ်မျိုးကြောင့်မျောလင်းချက်ရောင်ကြီးတန်းလာပေမဲ့ဒန်နီယယ်စီးနှင်းလာတဲ့ဆေးကားပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတဲ့သတင်းကြောင့်အားလုံးရင်ထိတ်သွားကြပါတယ်အာကတ်စ်ကဆေးဝါးတွေနဲ့စိန်ကိုလဲလှယ်ဖို့ကန့်လန့်လာတာကြောင့်စီဂျင်နဲ့ဒေယန်တို့တွားရောက်သဘောတူညီမှုယူခဲ့ကြပါတယ်ဒါပေမဲ့ဒေယန်ကတော့ဒေါသကိုမထိန်နိုင်ပဲအာကတ်စ်ရဲ့လူတစ်ယောက်ကိုအသေးလဲထိုးချိတ်ပစ်ခဲ့ပါတယ်ဆေးဝါးတွေနောက်ဆုံးမှရောက်ရှိလာပေမဲ့မင်ဂျူကတော့အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတော့မှာပဲတစ်ဖက်မှာလည်းမိုရန်ဟာဆေးဝါးတွေခိုးယူမှုနဲ့ဖမ်းဆီးခံထားရတဲ့ကောင်မလေးတစ်ယောက်ကြောင့်နောက်ထပ်ပြဿနာတစ်ခုတည်းရောက်သွားပြန်ပါတယ်မိုရန်ကထိုမိန်းကလေးဘက်ကကာကွယ်ပေးပေမဲ့အခုတော့သူမကိုယ်တိုင်မှာမှောင်ခိုဈေးကွက်ကိုကူညီပံ့ပိုးပေးသူအဖြစ်တန်တရားဝင်ခြင်းခံလိုက်ရပါတယ်ထို့အချိန်မှာယူဟွာကမင်ဂျူရဲ့ကိုခံအားကောင်းလာစေဖို့ရိုးရာတိုင်းရင်းဆေးတွေကိုပြင်ဆင်ပေးနေပါတယ်လိုအပ်တဲ့ဆေးဝါးအစစ်အမှန်တွေရရှိသွားပြီဖြစ်လို့ကုသမှုကိုချက်ချင်းစတင်လိုက်ကြပါတယ်ဒေယန်ကမင်ဂျူရဲ့ဘေးနားကနေမခွာပဲစောင့်ကြည့်ပေးခဲ့ပြီးသူမရဲ့ဖျားကျသွားတဲ့အခါကတင်ပေါ်သို့ညင်သာစွာပွေ့ချီတင်ပေးခဲ့ပါတယ်ဒါပေမဲ့စီဂျင်ကမိုရန်ကိုလိုက်ရှာတဲ့အချိန်မှာတော့ဆေးခိုးခဲ့တဲ့ကောင်မလေးဟာတုံနှောင်ခံထားရပြီးဒူးမှာတနက်တန်ရရထားတာကိုပဲတွေးလိုက်ရပါတယ်ထို့နောက်ပုံမထိတ်လန့်စရာကောင်းတဲ့အမှန်တရားပေါ်လာပါတော့တယ်မိုရန်ဟာအာကတ်စ်ရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရတာပါအာကတ်စ်ကမိုရန်ရဲ့အသက်နဲ့ချင်းချောက်ပြီးစီဂျင်ကိုဖုံးထဲကနေလောင်ပြောင်နေတဲ့အခါစီဂျင်ခတ်များဘာမှမတက်နိုင်ပဲရင်ကွဲမတက်ဖြစ်ရပါတယ်အာကတ်စ်ကသူ့အက်ကနေဘေးကင်းစွာထွက်ခွာခွင့်ရဖို့တောင်းဆိုတဲ့အခါစီဂျင်ကမင်းဒီသဘောတူညီမှုကိုလုပ်ပြီးတာနဲ့ငါးလက်နဲ့ပဲမင်းကိုတက်ပစ်မယ်လို့ရာဇတန်ပေးလိုက်ပါတယ်ကားထဲမှာတော့မိုရန်ဟာကျိုးတုတ်ခံထားရပြီးထိတ်လန့်တုန်လှုပ်နေစဉ်အာကတ်စ်ကဒီညအတွက်သူ့ရဲ့ရုပ်မာတဲ့အစီအစဉ်တွေကိုဖွင့်ဟပြောဆိုလာပါတယ်စီဂျင်ကစကားပြောဆက်ကနေတဆင့်သူမကိုကယ်တင်ပေးမဲ့အကြောင်းကတိပေးပြီးစိတ်အေးထားဖို့ပြောပေမဲ့အာကတ်စ်ကစကားပြောဆက်ကိုလူယူပြီးလွှင့်ပစ်လိုက်တာကြောင့်သူတို့နှစ်ယောက်ရဲ့တခုတည်းသောဆက်သွယ်ရေးလိုင်းပြတ်တောက်သွားပါတော့တယ်စီဂျင်ချက်ချင်းပဲအထက်လူကြီးတွေစီဖုန်းဆက်ပါတယ်ဒါဟာစစ်ပွဲပါပဲသူကကယ်ဆယ်ရေးမစ်ရှင်တစ်ခုလှုပ်ဆောင်ခွင့်တောင်းဆိုပေမဲ့အထက်လူကြီးတွေကလူအသက်ထက်နိုင်ငံရေးကိစ္စရပ်တွေကိုဦးစားပေးပြီးသူ့ကိုတားဆီးဖို့ကြိုးစားကြပါတယ်စီဂျင်ဒေါသပေါက်ကွဲသွားပြီးအကယ်၍နိုင်ငံတော်ကမိမိပြည်သူရဲ့အသက်ကိုဂရုမစိုက်ဘူးဆိုရင်ဒါဟာကျွန်တော်ရဲ့နိုင်ငံမဟုတ်တော့ဘူးလို့ပြက်ပြက်တသားကြေညာလိုက်ပါတယ်ဗိုလ်မှူးကြီးဘက်ကသူ့ကိုလူမသိသူမသိပျောက်ကွယ်သွားပြီးလှုပ်တင်တာလုပ်ဖို့3နာရီအချိန်ပေးလိုက်ပါတယ်စီဂျင်ဟာအနက်ရောင်ဝစ်စုံကိုဝစ်စင်လက်နက်အပြည့်အစုံတက်ဆင်ပြီးစစ်တပ်အမိန့်ကိုဖီဆန်ကတကူတော်လှုပ်ရှားပါတော့တယ်သူဟာနိုင်ငံတကာအရေးကြီးပုဂ္ဂိုလ်ပဲထံကရပိုင်ခွင့်ရှိတဲ့ဒုတိယမြောက်အကူအညီတောင်းခံမှုကိုအသုံးပြုပြီးကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးကိုတောင်းခံလိုက်ပါတယ်ထို့အချိန်မှာအာကတ်စ်ကမိုရန်ကိုထပ်မံချင်းချောက်ပြီးစီဂျင်ရဲ့လှုပ်ဝက်လုံးတဲ့ဘဝအကြောင်းကိုလောင်ပြောင်နေပါတယ်သူမကတော့သူ့နားမလည်မှန်းတိတိကြီးနဲ့ကိုရီးယားလိုပဲဆဲရီတိုင်းထွာပြီးအဆုံးအထိခေါင်းမငုံပဲအန်တုခဲ့ပါတယ်အခန်းကိုရောက်တော့ဒေယန်ကစီဂျင်ပျောက်ဆုံးနေတာကိုသိသွားပြီးတေသက်စွာခြံထားခဲ့တဲ့သူ့ရဲ့စစ်ဝတ်စုံကိုရှာတွေ့သွားပါတယ်စီဂျင်ဟာစစ်တပ်ရေးတာတွေကနေပျောက်ကွယ်သွားပြီးသူချစ်ရတဲ့အမျိုးသမီးကိုကယ်တင်ဖို့နဲ့အရာရာကိုချင်းချောက်နေတဲ့လူယုံမာကိုနှိမ်နင်းဖို့အနေရရှိဆုံးမစ်ရှင်အတွက်ပြင်ဆင်လိုက်ပါတယ်သူကားမောင်းပြီးထွက်ခွာသွားတဲ့အချိန်မှာတခုတော့ရှင်းလင်းနေပါတယ်အဲ့ဒါကတော့ Big Boss လာနေပြီဆိုတာပါပဲတစ်ဖက်မှာတော့မင်ဂျူဆေးရုံမှာတတိယလာတဲ့အခါကတင်ဘေးမှာဒေယန်ရှိနေတာကိုတွေ့လိုက်ရပါတယ်သူမအခြေအနေပြန်ကောင်းလာပေမဲ့သူကတော့စိုးရိမ်စိတ်တွေနဲ့ပူပန်နေရဆဲပါအထူးသဖြင့်စီဂျင်နဲ့မိုရန်တို့စစ်တပ်နဲ့အဆက်အသွယ်ပြတ်တောက်နေတာကြောင့်ဖြစ်ပါတယ်တခုခုမှားယွင်းနေပြီဆိုတာကိုရိပ်မိတဲ့ဒေယန်ဟာမင်ဂျူရဲ့နဖူးကိုနမ်းရှိုက်လိုက်ပြီးသူ့ရဲ့စစ်သားမတ်တစိတ်ကိုသူမလက်ထဲထည့်ပေးကပြန်လာခဲ့ပါမယ်လို့ကတိပေးပါတယ်ထို့နောက်သူဟာစစ်တပ်အမိန့်ပြင်ပလှုပ်ဝက်မစ်ရှင်တစ်ခုအတွက်အဖာအဖွဲ့ဝင်3ယောက်ကိုစုစည်းလိုက်ပါတော့တယ်စီဂျင်ဟာအာကတ်စ်ရဲ့ပုံအောင်ရစခန်းထဲကိုတိတ်တဆိတ်ထိုးဖောက်ဝင်ရောက်သွားပြီးကင်းသမားတွေကိုတွေးနဲ့ပြက်ပြက်တသားအသေးတက်ပစ်လိုက်ပါတယ်သူဟာတော့ခတ်ခံထားရတဲ့လူကုန်ကူးခံကလေးငယ်တစုကိုရှာတွေ့သွားပြီးသူတို့ရှိနေတာကိုဖုံးကွယ်ဖို့ CCTV ကင်မရာတွေကိုပစ်ခွဲလိုက်ပါတယ်ထို့အချိန်မှာအာကတ်စ်ကတော့ငွေလွှဲမှုတွေအောင်မြင်သွားတာနဲ့စိန်တုံးတွေကိုကြည့်ပြီးဝမ်းသာအားရဖြစ်နေတယ်လို့သူ့လူတွေကိုသူတို့နဲ့အတူယူမသွားနိုင်တဲ့ပစ္စည်းတွေနဲ့လူမှန်သမျှကိုအစဖျောက်ဖျက်ပစ်ဖို့ညွှန်ကြားနေပါတယ်စီဂျင်တယောက်ရန်သူအင်အားလုံးအရင်ကြောင့်အထိခိုက်ကြုံရလူမိဘဖြစ်ချိန်မှာပဲဒေယန်နဲ့သူ့ရဲ့အဖွဲ့ကအချိန်မီရောက်ရှိလာပြီး
ပြစ်ကူပေးလိုက်ကြပါတယ်။စီဂျင်ဒေယန်နဲ့ဗိုလ်ကြီးချွိုင်တို့ကမိုရန်ကိုကယ်တင်ဖို့အထဲမှာဆက်နေခဲ့ပြီးကျန်တဲ့အဖွဲ့သားတွေကတော့ကလေးတွေကိုဘေးကင်းရာသို့အမြန်ဆုံးခေါ်ထုတ်သွားကြပါတယ်။ဆိုးမြို့မှာတော့ဗိုလ်ချုပ်ကြီးယွန်ဟာအထက်ကအမိန့်မပါဘဲလှုပ်ဆောင်ခဲ့တဲ့ဒီမစ်ရှင်အတွက်အပြာရောင်အိမ်တော် Blue House အရာရှိတွေရဲ့ပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းခြင်းကိုခံနေရပါတယ်။သူကတာဝန်အားလုံးကိုရဲရဲဝံ့ဝံ့အပြည့်အဝတာဝန်ယူလိုက်ပြီးယာဒူးကနေနှုတ်ထွက်ဖို့အထိကန့်လန့်လိုက်ပါတယ်။ထို့ပြင်သူကတကယ်နိုင်ငံတကာဆက်ဆံရေးတန်တမန်ရေးရာဆိုတာစက်ကူပေါ်ကစီးမြင်တွေနဲ့တိုင်းတာရတာမဟုတ်ပဲလက်တွေ့ပြည်သူအသက်ကိုကာကွယ်တဲ့လုပ်ရက်တွေနဲ့သာတိုင်းတာရတာဖြစ်တယ်လို့ပြပြတသားချေပပြောဆိုလိုက်ပါတော့တယ်။ဆေးရုံမှာတော့မင်ဂျူကဒေါက်တာဆောင်းကိုမိုရန်တယောက်အာဂတ်စ်ရဲ့ဖန်ဆီးခေါ်ဆောင်ခြင်းခံလိုက်ရတာမှန်ကန်ကြောင်းအတည်ပြုပေးပေမဲ့ကျန်တဲ့အသေးစိတ်အချက်လက်တွေကိုတော့နှုတ်ဆက်နေခဲ့ပါတယ်။ထိုအချိန်မှာအာဂတ်စ်ဟာမိုရန်ကိုအတင်းအကျပ်ဆွဲခေါ်လာပြီးစီဂျင်နဲ့ထိတ်တိုက်တွေ့ဆုံပေးကသူ့ကိုရန်ဆလောင်ပြောင်ပါတယ်။စီဂျင်ဟာမိုရန်ရဲ့မျက်နှာပေါ်ကညိုမဲတန်ရာကိုမြင်လိုက်ရတဲ့အခါစိတ်ထိန်နိုင်စွမ်းပြတ်တောက်သွားပြီးသူ့ရဲ့စနိုက်ပါသမားတွေကိုအပြစ်အခက်စတင်ဖို့အမိန့်ပေးလိုက်ပေမဲ့မိုရန်ရဲ့ကိုယ်ပေါ်မှာဘုံကြကင်အင်ဂျီဝစ်ဆင်ထားမှန်တတိပြုမိသွားတာကြောင့်အမိန့်ကိုချက်ချင်းပြန်လည်ရုပ်သိမ်းလိုက်ရပါတယ်။အာဂတ်စ်ကဘုံခလုတ်ကိုကင်ဆောင်ထားတာမို့အခြေအနေကတကယ်ကိုတွေးပြက်စရာကောင်းလောက်အောင်တင်းမာနေပါတယ်